ကျွန်တော်တို့ဒီနိပညာပိုင်းနဲ့ပတ်သက်ပြီးရှိတယ်ဗျာကျွန်တော်နိုင်ငံခြားနေပြီးတော့မှကျွန်တော်တို့အစရအားကိုးရတယ်လို့ကျွန်တော်ပြည်တွင်းကနေမှလည်းအနေချင်းထုတ်ပေးရတာရှိတယ်ဆိုတော့တွန်းကုန်ထုတ်ကုန်ဆိုတာဒါတွေအဓိကကြတယ်ဗျာဆိုတော့အဲ့ဒီနိုင်ငံတကာလက်မခံဘဲနဲ့လုံမဲ့ရွေးကောက်ပွဲကကျွန်တော်တို့ရွေးကောက်ပွဲနဲ့မတူဘဲနဲ့လက်ကျန်စည်ရင်ကောက်တဲ့ပွဲများဖြစ်နေမလားလို့လက်ကျန်ပွဲများဖြစ်နေမလားလို့ကျွန်တော်ကအဲ့ဒါကိုကျွန်တော်သုံးသပ်တာပါဆိုတော့ရွေးကောက်ပွဲဆိုပြီးတော့အမိပေးပြီးတော့မှတကယ်တမ်းကျတော့သူတို့ကလက်ကျန်ပွဲလို့ကျွန်တော်ကလုပ်နေတယ်လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့တက်မတော်ကိုထောက်ခံနေတဲ့ပြည်သူတန်း60တဲကဘယ်လောက်များကြံမလဲဆိုတာကိုသူတို့သိကျင်လို့သူတို့လုပ်တယ်လို့ထင်တယ်။ဥပမာဗျာသုံးပုံလိုက်မယ်ဆိုလို့ရှိရင်တကယ်လို့တက်မတော်ကိုထောက်ခံနေတဲ့သူနှစ်ပုံရှိတယ်ဆိုလို့ရှိရင်ကျန်တဲ့တိုင်းသားအရာတွေနဲ့တော်လိုင်းအင်အားစုတွေနဲ့ငင်းချမ်းယူထိန်မှာတက်မတော်ကလည်းတက်မတော်ဒီနေရာမှာငါတို့နေပြီငါတို့အုပ်ချုပ်မယ်မင်းတို့ကဟိုဘက်မှာအုပ်ချုပ်ငါတို့နဲ့အတူရှင်တွဲထိုင်မှာငါတို့အုပ်ချုပ်ကြမယ်ဆိုတဲ့ပုံစံမျိုးမျှဝေမျှစားပေါ့ဗျာလောက်သွားမယ်လောက်ဖို့ရည်ရွယ်ချက်ရှိတယ်လို့ကျွန်တော်မြင်တယ်တကယ်လို့သုံးပုံနဲ့ထဲမှာတပုံလောက်ပဲကြံမယ်ဆိုလို့ရှိရင်တော့ဟာမဖြစ်တော့ဘူးဒါဆိုတော့ငါတို့ရက်တီလို့မရတော့ဘူးငါတို့ထွက်ပြေးမှရတော့မယ်ဆိုတဲ့အနေထားမျိုးကိုပြန်ဆွဲဖို့အတွက်သူတို့ကဒီလက်ကြံပွဲကိုရွေးကောက်ပွဲလို့အမည်တက်ပြီးမှလုပ်တယ်လို့ကျွန်တော်မြင်နေဗျကိုမောင်ကြီးအဲ့ဒါလေးတစ်ချက်လောက်သုံးသက်စီချင်ပါတယ်ကိုစေလုံးမောင်ပေါ့မနော်သူကနိုင်ကျဲတော်တော်ကြီးကိုတွေးခေါ်အကျဲကြီးတွေးလိုက်တဲ့ပုံစံမျိုးရှိရနော်နိုင်ငံရေးအဖြစ်အမြင်တော်တော်ကြီးကိုကျဲတဲ့မြင်မျိုးပါနော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လဲကိုယ်ပိုင်အမြင်ဖြစ်တဲ့ခါကျတော့မေးတဲ့မေးခွန်းထဲမှာလည်းအဖြေကလည်းပါပြီးသားဖြစ်နေတယ်အဲ့တော့ကျွန်တော်အနေနဲ့တီးခြားသုံးသပ်ဖို့တော့မရှိဘူးပေါ့နော်ဒါပေမဲ့ဝေဖန်ပိုင်းခြားမှုလေးတွေလုပ်ချင်တဲ့သူလည်းရှိနိုင်တယ်အဲ့တော့ဘာမေးစီသူပြောရတဲ့ပတ်သက်ပြီးတော့ဝေဖန်ချင်လားဝေဖန်ပြန်ပြောချင်တာရှိလားဝေဖန်ကြည့်ရမယ်ဆိုရင်တော့ကျွန်တော်ရိုင်းပြသွားလို့ရှိရင်ဥစွာပထမတောင်းမှပါတယ်ကျွန်တော်တို့ကြီးစီဖြစ်စေငယ်စီဖြစ်စေပေါ့နော်သူပြောလိုက်တဲ့မေးခွန်းတွေမှာထွက်ပြေးဖို့အထိကိုပလန်ဆွဲဖို့ဆိုတဲ့ဥစ္စာကဘလို့ဖြစ်နေလဲဆိုတဲ့ခါကျတော့သိလားဟိုကျွန်တော်မြန်မာစကားပုံဥကြည့်ရဗျဟိုအဆက်ချင်လားအဆက်ချင်လားအဆက်ဘူးပေါ့နော်မုတ်စီကျော်ကဘယ်နာနေမှမသိဘူးနှခမ်းနာနဲ့တဲ့ပါမလားဆိုတဲ့စကားပုံနဲ့သွားပြီးတော့ကျွန်တော်ဥပမာပေးခြင်းတယ်အခုလက်ရှိအနေထားရနိုင်ငံရေးအနေထားနဲ့ပဲကြည့်ကြည့်စစ်ရေးအနေထားနဲ့ပဲကြည့်ကြည့်ဟိုအာနာပါနာနဲ့ကျွန်တော်ဟိုနေရာခိုင်နှုန်း50ပေးလိုက်အောင်မှာနော်50ပေးလိုက်အောင်မှာဒါပေမဲ့ရေရှည်စပို့တင်ရုရှားလားအာမိုလားကြိုက်တာပြောဘလူးနောက်မှာဘလူးရှိလေကိုနိုင်ကကိုယုံကြည်ရတဲ့အဖွဲ့အစည်းရဲ့အားကိုးနေတဲ့ရုရှားအပိုင်းကဘယ်ကဆင်းသက်လာလဲဒီနှခမ်းဒီအပိုင်းကဘယ်နာဆင်းသက်လာလဲအဲ့ဆင်းသက်လာတဲ့လူတွေကအတိုင်းတာဘလောက်ထိတက်ကြနေပြီလဲဘလောက်ထိရုပ်ရောက်သွားပြီလဲအဲ့ဒါကိုအရင်ဆင်းသွားပြီးမှဒီအခုလက်ရှိအစိုးရကထွက်ပြေးဖို့ပလန်ဆွဲခြင်းမဆွဲခြင်းကိုအရင်သုံးသပ်ပါနံပါတ်1ချက်ပြောချင်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ပြောမှဆိုလို့ရှိရင်ဒီအမြင်မျိုးကိုကျွန်တော်ကတတိပုတ်ကလအမြင်လို့ပဲသတ်မှတ်တယ်ဘာဖြစ်လို့လဲဆိုတော့ကကျတော့ဘောင်ဝင်နဲ့သတ်မှတ်ချက်မျိုးမဟုတ်ဘူးဘောင်ဝင်နဲ့တွေးတောချက်မျိုးမဟုတ်ဘူးအခုပေါ့ဘာနိုင်ငံတကာဖမ်းရန်ထုတ်ထားတယ်ဟိုမှာသွားနေတာနိုင်ငံပေါင်းစုံနေပြီဒီအရှိခင်းချင်းတွေကိုကြည့်ပြီးတော့သူ့ရဲ့နိုင်ငံရေးအဆက်ကဘလို့ရှိတယ်ငါတို့အားထားနေတဲ့အဖွဲ့အစည်းရဲ့နိုင်ငံရေးအဆက်ကဘလို့ရှိတယ်တေချာလေးပြန်တွေးကြည့်ပါဘသူကအတွင်းကလှုပ်ရှားနေရလဲဘသူကအိမ်ပြောက်ပြီးတော့အိမ်ပိုင်နေရလဲဒါတွေကိုလည်းထက်စဉ်းစားဖို့လိုတယ်ဥပမာပေါ့မြေခွက်တောင်မရှိဘဲနဲ့အိမ်ပိုင်ခြင်းလို့မရဘူးဗျမြေခွက်ရှိပြီးမှအိမ်ပိုင်လို့ရတယ်တဖြည်းဖြည်းချင်း foundation ကိုစောက်ယူလို့ရတယ်ပိုင်ဆိုင်တဲ့မြေခွက်မရှိဘဲနဲ့ဒီအိမ်ကငါဒီနေရာမှာငါအိမ်ဆောက်မယ်အိမ်ဆောက်ခင်လို့မရဘူးဒါကအလွယ်ကူဆုံးပြောလိုက်တာဒါပေမဲ့တခုထောက်ခံပါတယ်အခုရွေးကောက်ပွဲကတယောက်တည်းပြန်နေတဲ့ရွေးကောက်ပွဲဖြစ်တဲ့ကျွန်တော်လည်းသဘောမကျပါဘူးဒါအမှန်တမ်းပြောနော်ဒါပေမဲ့ရှေ့ကနေပြီးဂဲလုံးမဲ့ပန်းဝင်သွားမလားဆိုတော့လည်းခင်ဗျားတို့ထည့်စဉ်းစားသင့်တယ်အဲ့လိုလေးပဲကျွန်တော်ဖြေချင်တယ်အဲ့တော့ကဲဘာကြီးမိုးကြီးပြောချင်လားပြောချင်ရှိပြောနော်ကျွန်တော်နည်းနည်းလေးတော့ပြောချင်ပါတယ်ဘာဖြစ်လို့ဒါအမှုပညာသမားဆိုတော့ကျတော့သူကလည်းဒါအမှုပညာလေးနဲ့ပြောသွားတယ်ပေါ့နော်ဟုတ်ပြီ
ကိုကျူးကျော်တို့ကလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတဲ့အထက်ကနေပြီးတော့ပေါ့နော်ဒါစနစ်တစ်ခုကိုမကြိုက်တာလို့ကျွန်တော်တို့ပြောခဲ့တယ်ပြီးတော့ကြလို့ရှိရင်ဘယ်သူသိသိမြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့မလုပ်ချင်ပါဘူးလို့ကိုကျူးကျော်ပြောခဲ့တယ်ဒါဆိုလို့ရှိရင်တေချေပျက်စီးမှုအ ਨੇ ဆုံးနီးလန်းကဘာလဲပထမဆုံးတစ်ချက်ကျွန်တော်တို့စဉ်းစားဖို့လိုအပ်တယ်ကျွန်တော်တို့ဒီပြည်သူတွေဒုတိယတစ်ချက်မြန်မာနိုင်ငံကိုငြိမ်းချမ်းရငြိမ်းချမ်းကြောင်းနဲ့အေးစေးရအေးစေးကြောင်းလူအသက်သွေးချွေးတွေမတေချေမပျက်စီးပဲနေလေဒီနိုင်ငံကြီးကိုရှေ့ဆက်ဖို့သွားဖို့နီးလန်းဘယ်နီးလန်းအကောင်းဆုံးရှိမလဲကျွန်တော်တို့စဉ်းစားဖို့လိုအပ်တယ်ကျွန်တော်တို့ဒီလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ပြီးလို့ချင်းလူအသက်တွေကိုတေချေပျက်စီးစေတာကနီးလန်းအမှန်ဆိုတာမရှိပါဘူးနောက်ဆုံးမှာကျွန်တော်တို့ဘယ်နိုင်ငံဘယ်ဒေသဘယ်ဒီကမ္ဘာကြီးမှာရှိနေတဲ့ကမ္ဘာအရေးရကနိုင်ငံအသီးသီးကိုပြန်ကြည့်ရင်ပြည်တွင်းစစ်ပဲဖြစ်ဖြစ်ပြည်ပစစ်ပဲဖြစ်ဖြစ်ကျူးကျော်စစ်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့နောက်ဆုံးမှာအဆုံးသတ်တာကစကွဲကုန်စကွဲဝိုင်းဆွေးနွေးပွဲဒီကျွန်တော်တို့အဆုံးသတ်ဆိုလို့ရင်တေးကြတယ်အကိုတို့အစာပြိုးခဲ့တဲ့နေရာရဲ့အဆုံးသတ်ဒီပဲမှာလဲဒါဆိုငါတို့ရှောင်နေတဲ့လမ်းကဘယ်လဲအဲ့ကြားမှာတေချေပျက်စီးသွားခဲ့ကြရတဲ့ညီကိုမောင်နှမတွေအရင်ချာတွေမပါခဲ့လို့လားဒါမှမဟုတ်လို့ရှိရင်ဘသူသေးသေးငါတို့မာရင်ပြီးရောဆိုပြီးတော့တော်လန်ရေးကြီးကိုဆက်ပြီးတော့အနှုံးရှင်အောင်လုပ်နေတာလားကျွန်တော်မေးချင်တာတကယ်ပဲပြည်သူအတွက်ဆိုရင်ပြည်သူကိုရှေ့တန်းတင်ပြီးလို့ရှိရင်ပြည်သူကောင်းကျိုးကိုတကယ်ပဲတည်ဖို့လိုအပ်ပြီလို့ကျွန်တော်တို့ထင်ပါတယ်ပြည်သူအတွက်လို့ရည်ရွယ်ရင်ပြည်သူကောင်းရာကောင်းကျိုးကိုတည်ဖို့ကြဖို့လိုအပ်ပါပြီကျွန်တော်ဒီလောက်လေးပဲပြောချင်ပါတယ်ဗျကောင်းပါပြီအဲ့တော့ဒီဘက်ကတော့ရပြီနော်အဲ့တော့ဒီကိုရီဘက်ကပြောချင်တာပြောနော်ဒါမဲ့မိမိရဲ့ယုံကြည်ချက်ကမိမိဆက်လက်ပြီးယုံကြည်ဒေးဗျူဆိုတာတို့လူဆိုတာအမြဲယုံကြည်ရတဲ့ခုတည်းအသက်ကိုပေးဆက်ရတာပဲလို့စောင့်နေကြမှာပဲလीနော်ဟုတ်တယ်အဲ့တော့တချင်းရလဲတချင်းရမလွယ်ဘူးအဲ့ဒီချင်းရလဲတော့ကျန်တာအဲ့တော့တော်လန်ရေးပေါ့တော်လန်ရေးနဲ့ပတ်သက်လာလို့ရှိရင်တော့အခုဗာကြီးမျိုးပြောသွားတယ်ကတော့သွေးထွက်တန်ရုံမှုအနည်းဆုံးလမ်းကြောင်းကိုရွေးတင်တယ်ဆိုတော့ဒါလည်းလက်ခံတင်တယ်နော်ဒါမဲ့လည်းဒီတော်လန်ရေးကအကြောင်းမဲ့ဖြစ်ပေါ်လာတော့လည်းမဟုတ်ဘူးပေါ့လေ။ဘာကြောင့်လဲဆိုတော့သူတို့မှလည်းသူတို့ရဲ့ခံစားချက်ရှိတယ်။ဒီခံစားချက်ကိုနားလည်ပေးနိုင်ဖို့လည်းလိုတယ်။အဲ့တော့ဘယ်ဘက်ချမ်းကဘာပဲလုပ်ပါဘယ်ဘက်ချမ်းမှတော့အဆုံးမရောက်တင်ဘူး။ဆိုလို့ကျွန်တော်တော်လန်ရေးဘက်ကလည်းလိုအပ်တာထက်ပိုပြီးတော့မိမိရဲ့အခြေအနေမှန်အောင်နားလည်ဖို့လိုသလိုဒီဘက်ပေါ့နော်စစ်တပ်ဘက်ကလည်းဘယ်လိုခေါ်မလဲကိုကအရန်ကြီးအဆုံးရောက်နေလို့ရှိရင်ဒီကောင်စန့်ကျင်ပုံကံမှုကတနည်းမဟုတ်တနည်းနဲ့တော့ရင်ဆိုင်ရမှာပဲဖြစ်တယ်အဲ့တော့နံပါတ်စလုံးကလည်းရှော့ပေးရပြီတော့ရှော့ပေးတင်တယ်ဒါနံပါတ်1ချက်ပေါ့နော်နံပါတ်2ချက်အနေနဲ့ကတော့နိုင်ငံရေးတိုးတက်ဖို့ဆိုတဲ့နိုင်ငံရေးစေတနာနံပါတ်စလုံးမှာရှိဖို့လိုတယ်အဲ့တော့နံပါတ်စလုံးမှာနိုင်ငံရေးစေတနာနံပါတ်စလုံးအခုကျွန်တော်မြန်မာနိုင်ငံနှစ်ဖက်တည်းမဟုတ်တော့ဘူးဗျာ3ဖက်ရှင်တယ်တိုင်းသားလက်နက်ကန်တစ်ဖက်နောက်ထပ်4ဖက်လောက်ဖြစ်နေတဲ့နိုင်ငံဖြစ်နေနော်အဲ့တော့အခုအားလုံးမြင်နေတာဆိုငါတို့ပြည်သူနဲ့ဒီဆရာနာရှင်စနစ်ဆိုတဲ့ဂျားထဲမှာပဲရှိတဲ့ပြဿနာမဟုတ်ဘူးဒီပြဿနာကပြည်သူနဲ့ဆရာနာရှင်စနစ်ဂျားထဲမှာရှိသလိုနောက်ထပ်တပွင့်ဆိုင်ဖြစ်တဲ့တိုင်းရင်းသားလက်နက်ကိုင်ရေးတိုင်းရင်းသားအရေးအရာတစ်ဖက်ရှိတယ်နောက်ထပ်နိုင်ငံတကာအရေးအရာတစ်ဖက်ရှိတယ်နိုင်ငံတကာဘယ်ခေါ်မလဲဆိုကြာကြီးတကောင်ကိုက်နေတဲ့အခြေအနေရှိတယ်အဲ့တော့4ဖက်4လံဖြစ်နေတဲ့ဒီပြဿနာမှာကိုရီးယားမြင်လိုက်တဲ့ခါမှာမျက်စိနှလုံးနဲ့မြင်တာငါတို့နဲ့စစ်အာဏာရှင်စစ်အာဏာရှင်ကလည်းငါတို့ပဲမြင်လို့မရအောင်ဘေးမှာကြားကြီးနှကောင်နဲ့ကြားကြီးနှကောင်ကြံသေးတယ်အဲ့ဒီအတွက်ကြောင့်မလို့တော့ဘယ်ဘက်ကိုပဲထောက်ခံနေပေါ့နော်လူအပ်တာတဲ့ပို့ပြီးတော့အဆုံးမရောက်တင်ဘူးစစ်တပ်လည်းနိုင်ငံရေးတိုးတက်ဖို့ဆိုရှင်ရှော့ပေးတင်တာကိုရှော့ပေးရမယ်အခုဒေါ်လာရေးအင်အားစုတွေဘာတွေလိုအပ်လဲဘာတွေသူတို့ရဲ့ခံစားချက်ကဘာလဲသူတို့ရဲ့လိုအပ်ချက်ဘာလဲဆိုတော့ပေါ်ထုတ်ဖို့လိုတယ်အဲ့တော့စစ်တပ်ရဲ့ကြောက်ရွံ့မှုလည်းခင်ဗျားတို့ဘက်ကနားလည်ဖို့လိုတယ်စစ်တပ်ကဘာကိုကြောက်ရွံ့နေတာလဲဘာကိုသူစိုးရိမ်နေရလဲဆိုတော့ပေါ်ထုတ်ဖို့လိုတယ်အဲ့လိုမျိုးပေါ်ထုတ်လို့တယောက်ကြောင်းတယောက်နားလည်လာမယ်နော်ရန်သူကိုအရင်ဆုံးတေချအောင်ကိုရန်သူကဘာလဲဆိုတော့တေချာလေ့လာနိုင်တဲ့နေစစ်ပွဲအောင်ခင်ဗျားတော်လိုင်းဘယ်တော့အောင်မလဲဆိုလို့ရှိရင်မိမိရဲ့ရန်သူခင်ဗျားတို့သတ်မှတ်ထားရန်သူရဲ့ကြောက်ရွံ့မှုသူ့ကိုတေချာနားလည်နိုင်တဲ့နေကြလို့ရှိရင်တော်လိုင်းအောင်လိုက်မယ်အဲ့တော့အဲ့ချိန်ကြလို့ရှိရင်နိုင်ငံရေးတိုးတက်ခြင်းစိတ်တွေပြည်သူတွေကြားထဲမှာတိုးတက်လာလို့ရှိရင်ကျွန်တော်တို့နိုင်ငံရေးစေတနာတွေရှိလာရင်ငြိမ်းချမ်းလာလိမ့်မယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့နော်ကဲတော်လိုင်းရေးဘက်ကလည်းပြောပါအောင်ဘာကြီးပြောချင်လဲကျန်တဲ့ဘလူးတွေပြောချင်တယ်စိတ်ကြိုက်ပြောလို့ရနော်ခုနကတော့ဗာကြီးမျိုးပြောသွားတယ်လို့ပေါ့ဗျာတကယ်လို့မြန်မာပြည်ထဲမှာဘသူကမသိစီချင်ဘူးတူးတက်တိုင်မဖြစ်စီချင်ဘူးငင်းချမ်းနဲ့ပဲကျွန်တော်တို့နိုင်ငံကြီးကိုပြီးကျင်တယ်ဆိုလို့ရှိရင်တကယ်ဥဆောင်လုပ်ရမှာကတတ်မတော်လုပ်ရမှာဥမဲအောင်နိုင်တော့လုပ်ရမှာဘာလုပ်ရမှာလဲရှင်းလေးပါဗျာကျွန်တော်တို့ဘာမှမဖြစ်အောင်လုပ်တဲ့နည်းလဲရှိပါတယ်
နီလန်းနေရှေ့သားနဲ့မလောက်ကြတော့ပါခင်ဗျမဲယုံတယုံထဲမှာပါတီပေါင်းစုံမဲပုံးထောင်ပြီးတော့မှမဲပေးစနစ်ကိုလုပ်ရင်တော့မဲခိုမဲလင်ကတော့ဖြစ်နေဦးမှာပဲဗျအဲ့ဒီတော့ဗျာခင်ဗျရှင်းရှင်းလေးပဲဟုတ်ပြီရန်ကုန်မှာမဲပုံးပါတီဘယ်နှခုရှိလဲပါတီ30ရှိမဲယုံ30ထောင်လိုက်အဲ့ဒီမှာခင်ဗျားတို့ကြိုက်တဲ့ပြည်သူကသွားတဲ့အားပေးလိုက်မယ်ပေးတဲ့ပြည်သူကမဲတောင်ရေးစရာမလိုတော့မဲတောင်ထည့်စရာမလိုတော့အဲ့မှာပြည်သူတွေအားလုံးပုံသွားလို့ရှိရင်ပြီးပြီရှင်းပြီဒီမှာအများဆုံးကအနိုင်ရမယ်တမရလောက်ခွင့်ရမယ်အစိုးရဖွဲ့ဝင်ရမယ်ဆိုရင်ဒီမှာပြဿနာအေးသွားပြီပြီးသွားပြီဘယ်သူမှရရှာစရာလည်းမလိုပြဿနာဖြစ်စရာလည်းမလိုလုတ်ပေးလိုက်ပါလားအဲ့လောက်ထိငွေကုန်ကြေးကြခံနေနိုင်တာပဲဗျာဟိုမှာအများကြီးကုန်ခံနေနိုင်တာပဲစက်ကောင်စီကဟုတ်တယ်မလားအစိုးရဆိုပြီးတော့လုံနေကြတာပဲလေကုန်နေကြမဟုတ်တဲ့နေရာကုန်နေကြပဲဟိုနားမှာ night club လှုပ်လိုက်ပါတီလှုပ်လိုက်ကုန်နေတာပဲဗျာမဲယုံ30လောက်ကတော့ခင်ဗျအသေးမွားလေးပါအဲ့လောက်ကြီးမကုန်ကြပါဘူးသူတို့လုံနေတဲ့ပါတီလောက်တော့မကုန်ပါဘူးဗျထောင်ပေးလိုက်ပါထောင်ပေးလိုက် NLD ကိုထောက်ခံတဲ့သူက NLD လူတွေကသွားလိုက်မယ် NLD ရုံးမှာနော်ဟိုမှာတခြားကြက်ခံရုံထောက်ခံတဲ့သူကကြက်ခံရုံးကိုသွားလိုက်မယ်အဲ့ဒီမှာလူအင်အားစကားပြောသွားလိုက်မယ်ပြီးသွားပြီ ကျေးဇူးပါကိုစီတ ဒါ လုံး ခလေးအတွင်းနဲ့ပဲနော်ခလေးအတွင်းနဲ့ပဲခင်ဗျားတို့ဒီကိစ္စကိုဘာပြဿနာမှဖြစ်ကြအောင် ဟုတ်ပါတယ် 那个阿龙那样的话什么呢？然后他给蛮南面给的呀，表姐的表演呢。 โอเคဟိုကျမမိကုံကတော့ရှင်းပါတယ်ဒီခုပေါ့နော်ဒီရွေးကောက်ပွဲပြီးသွားတဲ့ခါကျလို့ရှိရင်ပဲဖြစ်ပေါ့နော်တိုင်းရင်းသားကိုယ်စားလှယ်တွေတိုင်းရင်းသားခေါင်းဆောင်တွေကိုဒီနောက်လာမဲ့အစိုးရကပေါ့နော်ဘယ်လိုကြိုးစုံမှာလဲအခုအခုခင်းချင်းမပြောဘူးနော်ဒီကျမတို့ဒီအခုမဲဆန္ဒပြီးသွားပြီပေါ့မဲဆန္ဒပြီးသွားတဲ့အခါလဲကြာရောတက်လာမဲ့ဒီမိုကရေစီအစိုးရကကျမတို့ဒီတိုင်းရင်းသား EAO နေနဲ့ပတ်သက်ပြီးတော့သူကဘယ်လိုဖိတ်ခေါ်နိုင်မလဲတိုင်းရင်းသားစီလုံးညီညွတ်ရေးကိုဘယ်လိုလုပ်နိုင်မလဲဒါပြည်ထောင်စုမပြိုကွဲရေးเนาะဒါအမျိုးသားရေး၃ချက်ပေါ့နော်အဲ့ဒီကိစ္စကိုဘယ်လောက်ထိသူတို့ဖော်ဆောင်နိုင်မယ်လို့အကိုထင်ပါတယ်လေအဲ့ဒါလေးပြောပြပါရှင်啊，对，高了。မင်္ဂလာပါနော်ကိုမောင်မင်္ဂလာပါရှင်对，高了。အရင်ဆုံးအဲ့ဒါလေးပြောပြရအောင်နော်ကတော့ဆောနာကျွန်တော်ပြောသလိုပေါ့မြန်မာနိုင်ငံကြီးဟာဆက်အာဏာရှင်စနစ်နဲ့ပြည်သူကြားထဲမှာပဲရှိတဲ့ပြဿနာမဟုတ်ဘူးအဲ့တော့တိုင်းရင်းသားအရေးအသိတိုင်ရှိတဲ့အတွက်ကြောင့်မလို့တိုင်းရင်းသားပြဿနာခင်ဗျားတို့အဲ့ဒီခင်ဗျားတို့ဆက်အာဏာရှင်စနစ်နဲ့ဟလာအစိုးရနဲ့ပြည်သူနဲ့ဘယ်လိုပဲတယောက်အနာမည်တက်ပြည်သူကလည်းအစိုးရလည်းပြည်သူဖြစ်ပါတယ်ဒီတော်လိုင်းရေးကိုသတ်မှတ်တာဒီဖြတ်ပေါ့ဒီကျွန်တော်တို့တော်လိုင်းရေးကလည်းအစိုးရကိုသတ်မှတ်တာဆက်အာဏာရှင်စနစ်ပေါ့နော်တယောက်ဘယ်လိုပဲသမုံနေတက်မတက်ဒါပေမဲ့ဒီဘက်မှာရှိနေတဲ့အင်အားစုကြီးတရက်ဖြစ်တဲ့တိုင်းရင်းသားခေါင်းဆောင်တွေတိုင်းရင်းသားတွေရဲ့အရေးရလည်းအများကြီးအရေးကြီးတယ်အဲ့တော့အခုလက်ရှိအခြေအနေမှာတိုင်းရင်းသားခေါင်းဆောင်တွေကိုဘယ်လိုပဲကြိုးစုံနေအတိုင်းတာတစ်ခုထိပဲတရားဝင်မှုရှိမယ်အခုအကယ်၍သာရွေးကောက်ပွဲပြီးသွားလို့ပေါ့နော်ဒါကျွန်တော်ရဲ့သုံးသက်ချက်ပါပဲရွေးကောက်ပွဲပြီးသွားလို့ရှိရင်လွှတ်တော်တရက်ပေါ်လာပြီလွှတ်တော်တရက်ပေါ်လာလို့ရှိရင်အခုချိန်မှာတိုင်းရင်းသားတွေငါတို့ကဒါပေးမယ်ကွာမင်းတို့ဒီနေရာမှာနေမင်းတို့နေရာငါတို့သတ်မှတ်ပေးမယ်ဆိုလို့ရှိရင်တရားမဝင်ဘူးလွှတ်တော်ကတရားဝင်သတ်မှတ်ပေးခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့ဒီနေရာတရားဝင်သတ်မှတ်ပေးလို့ရမှာမဟုတ်ဘူးတိုင်းရင်းသားခွင့်ယူလုံးဝယတိပြတ်ပေါ့ပြောလို့မရသလိုဒါပေမဲ့ရွေးကောက်ပွဲပြီးသွားတဲ့ခါကျလို့ရှိရင်တော့လွှတ်တော်ရှိပြီနိုင်ငံတစ်ခုမှာတရားဝင်ဆုံးကလွတ်တော်ကနေပြီးတော့တုံးထုပေးလိုက်လို့ရှိရင်အဲ့ဒါကလုံးဝသမိုင်းဝင်သွားတာသမိုင်းဝင်နိုင်ငံတကာနဲ့ပါရှင်လို့ရှိရင်နိုင်ငံတကာနဲ့ပါသမိုင်းဝင်သွားတာနော်နိုင်ငံတကာနဲ့ပါတရားဝင်သွားတယ်အဲ့တော့တိုင်းသားတွေအတွက်လည်းအခွင့်အရေးကတော့ကြီးသွားလိမ့်မယ်နော်တိုင်းသားကောင်းတာအဲ့တော့ရွေးကောက်ပွဲပြီးသွားလို့ရှိရင်အပေးယူလုပ်တဲ့ခါမှာဟာငါတို့ကဒါပေးနိုင်တယ်ပေးနိုင်တယ်ဆိုရှင်တို့တိုင်းသားကောင်းဆောင်ညှိနိုင်မယ်ညှိတဲ့ခါမှာအခု MNDAA တို့ TNL တို့ညှိလို့ရသွားသလိုဘယ်လိုခေါ်မလဲတက်လာတဲ့အစိုးရရဲ့နိုင်ငံရေးစေတနာပေါ်မှာတော့အများကြီးမူတည်တယ်ကျွန်တော်သုံးသပ်တယ်ပေါ့နော်နိုင်ငံရေးစေတနာဘယ်လောက်ထိတိုင်းသားလက်နက်ကင်တွေကိုအပြုတ်တိုက်ဖို့ဆိုတာလည်းစစ်တပ်တွေမလွယ်တော့နော်။ဘာကြောင့်လဲဆိုတော့စစ်တပ်မှာကျွန်တော်တို့ဒီဗမာတိုင်းသားတွေမှာပဲဗမာဒီဒေါ်လာနဲ့ပုံကန်တဲ့သူကပေါ်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာလည်းနိုင်ငံရေးတိုးတက်ဖို့ပဲကြိုးစားရမယ်ပုံစံမျိုးဖြစ်တယ်။သူတို့အပြုတ်တိုက်မှာဘယ်သူမှအပြုတ်တိုက်လို့မရဘူး။အဲ့ဒီနေရာမှာတော့လွတ်တော်တရက်ပေါ်လာမယ်အစိုးရတရက်ပေါ်လာမယ်နိုင်ငံတကာထောက်ခံမှုအတိုင်းအတာတစ်ခုထိတစိမ့်တစ်ပိုင်းအဖြစ်ရလာတဲ့အတွက်ကြောင့်မို့လို့အပေးယူညှိနှိုင်းလုပ်တဲ့အခါမှာပို့ပြီးတော့ပေါ့နော်ထိရောက်မှုရှိလာမယ်အစတစ်ခုကိုအရွေးတစ်ခုကိုသွားမယ်လို့တော့ကျွန်တော်တို့မျှော်လင့်ချက်ရှိတယ်ဒါကျွန်တော်ရှိတဲ့မျှော်လင့်ချက်ပေါ့နော်အဲ့တော့အပေးယူဘ
ဘလို့ကြိုးစုံလဲဆိုရင်အပေးယူနဲ့ကြိုးစုံပါလိမ့်မယ်အပေးယူဆိုတာဥမာပြရခိုင်ပေါ့အေပေါ့အေဆိုလို့ရှိရင်ဒါသူတို့ရဲ့လူလားချက်စန္ဒလိုအပ်ချက်ကိုကျွန်တော်ဖော်ထုတ်ရလိမ့်မယ်ဘာလို့ချင်တာလဲသူတို့လိုချင်တဲ့ပုံမှာမူတည်ပြီးတော့တက်မတော်ကပေးနိုင်တာကိုပေးလိုက်မယ်ညှိနှိုင်းလိုက်မယ်လို့ကျွန်တော်သုံးသပ်တယ်နောက်တော့ KIA ပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ်ညှိနှိုင်းကြမှာလို့ကျွန်တော်သုံးသပ်တယ်ပေါ့နော်အစင်းနေမထင်ပါလားဗျာနော်ဒါကျွန်တော်အမြင်လင်းချက်ပါနော်ဟိုဒီလားညောင်းဆိုတာဒါကျွန်တော်အမြင်လင်းချက်ပါနော်ဒီလားညောင်း တကယ်လို့ဘောနော်ကျမကနောက်ထပ်မိကုန်းတစ်ခုလောက်ခံမေးလို့ရသေးတယ်ဆိုလို့ရှိရင်ခံမေးလို့ရသေးတယ်ဆိုလို့ရှိရင် အဲ့စေတလုံးမောင်ဘုံကပြောချင်တယ်ကိုစေလုံးမောင်ပြောချင်တယ်နော်ဟုတ်ကဲ့အဲ့ဆိုရင်မေးပါမယ်ပါနော်အဲ့ဆိုရင်မေးပါမယ်ပါနော်ကိုမုံပြောတော့စကားလေးကိုဝေဖန်ပြီးကျွန်တော်ဆန်းတော့မယ်ဗျာဘာဖြစ်လို့ဆိုတော့ကျွန်တော်9မိနစ်ပဲတက်တယ်ပဲဝေဆွေးနွေးချင်ပါတယ်လို့ပြောထားတာဟုတ်နော်ဒါဆိုကျွန်တော်ဂရိတိုင်းကျွန်တော်တီးချင်ပါတယ်ကြော်တော့ကြော်နေပြီဆိုတော့ကိုမုံပြောရလေးကိုနားထောင်ကောင်းလို့ကျွန်တော်နားထောင်နေတာဆက်ပြီးတော့အဲ့ရလေးတော့ကျွန်တော်နည်းနည်းလေးဝေဖန်နေတယ်တိုင်းရင်းသားတွေဘာလို့ခြင်းလဲဆိုတာကိုဒီစစ်ကောင်စီဘက်ကပေးဖို့ခက်ခဲလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဘာဖြစ်လဲဆိုတော့ကိုမွေစဉ်းစားကြည့်ဗျကျွန်တော်တို့မှာတိုင်းရင်းသားနော်ပြည်နယ်ဒီကျွန်တော်တို့ပေးခဲ့ကြတယ်ဒါပေမဲ့ဗမာပြည်နယ်မရှိခဲ့ဘူးဗမာပြည်နယ်မရှိခဲ့ဘူးဘယ်ယူမှလဲတိုင်းရင်းသားတွေပေါ်ကိုဒီစစ်ကောင်စီကမလိမ့်တပတ်နဲ့ဂျင်းထည့်ပြီးတော့လှုပ်ထားတာဦးဗျဆိုတော့တကယ်ပေးဆက်မဲ့အရာကြီးအကြီးတိုင်းသားတွေကဒါတွေကိုရမှာပဲသူတို့ကကြည်အေးမှာမရမကြည်ဘူးဘာကြောင့်လဲစဉ်းစားကြည့်ဗျာမပြောစလောက်ပြည်နေတိလေးတွေကိုတိုင်းသားတွေကိုပေးပြီးတော့မှဒီတက်မတော်ဆိုတဲ့ဗမာအမိခံစစ်တပ်ကတိုင်းကြီး9တိုင်းကိုအပိုင်သိမ်းပလိုက်တာဟဲ့အဲ့တိုင်း9တိုင်းကတိုင်းသားတွေပိုင်တာလေဗျာနော်ဗမာလည်းပိုင်တယ်အစိုးရတွေကစနိုင်ငံရေးကိုရှင်းဖြစ်စေချင်တယ်ဆိုရင်ဗမာလည်းပြည်နေတခုတော့ခွဲယူတင်ခဲ့တာပေါ့အခုတော့တိုင်းရင်းသားတွေကိုမပြောစလောက်ပြည်နယ်လေးတွေခွဲပြီးတိုင်းသားဒေသအကြီးကြီးကိုနော်သူတို့တွေပြည်နယ်ခွဲတိုင်းမှထုတ်ပလိုက်တာပြီးတော့မှကျန်တဲ့အစိတ်ပိုင်းတွေကိုတိုင်းဖွဲ့ပြီးတော့မှအဲ့တိုင်း9တိုင်းကိုဗမာစစ်တပ်ကအပိုင်ယူခဲ့တာဆိုတော့အဲ့တိုင်း9တိုင်းတွေကတိုင်းရင်းသားအချိုးကျစီမရရင်ဘယ်တိုင်းရင်းသားမှကျေနပ်မှာမဟုတ်ဘူးကိုမဘာဖြစ်လို့လဲဒီတိုင်း9တိုင်းကနေပြီးတော့မှဒီစစ်ကောင်စီကဒီတိုင်း9တိုင်းရဲ့တန်ရဇာတာတွေကိုထုတ်ပြီးတော့မှဗမာပြည်ကိုတိုင်းရင်းသားတွေပုံမှာချဲလဲခြင်းတလို့လက်နဲ့အားကိုရန်အားကိုနဲ့ချဲလဲနေတာဗျအဲ့တော့ဘယ်တိုင်းရင်းသားကမှဒါကိုလက်ခံမှာမဟုတ်ဘူးအဲ့တော့တကယ်လို့တိုင်းရင်းသားတွေလက်ခံအောင်ပေးမယ်ဆိုရင်တော့ဒီတိုင်းကြီး9တိုင်းကိုစစ်ကောင်စီကပေးဖို့ပဲရှိတယ်ဗမာကပြည်နယ်တက်ခွဲယူဖို့ပဲရှိတယ်ဒါပဲရှိတယ်ဆိုတော့အဲ့ဒါမှမလုပ်ရင်ဘယ်သူမှလက်ခံမှာမဟုတ်ဘူးဒါကျွန်တော်သုံးသက်ချင်ပါကိုမကျေးဇူးအများကြီးတင်ပါနော်တက်ခွင့်ပြုရတော့နော်ဒါပဲတော့နောက်မှပြန်တွေ့ကြအောင်ဗျာနော်ကိုဖုကရေကပြောပါအောင်ဗျကိုဖုကရေကပြောပါအောင်ခုနတရားမေးသွားတော့ကျွန်တော်နားထောင်နေပါတယ်မေးတဲ့မေးခွန်းလေးမှာကတိုင်းသားခေါင်းဆောင်လို့ပါလာတယ်ခေါင်းဆောင်တိုင်းသားရဲ့တကယ်ခေါင်းဆောင်ဖြစ်ချင်တယ်ဆိုရင်ရွေးကောက်ပွဲနဲ့တင်မြှောက်ထားတဲ့တိုင်းသားတွေကို၌ကရွေးကောက်ပွဲနဲ့ဒီလူကိုသဘောကျပါတယ်ဆိုပြီးတော့ရွေးချယ်တင်မြှောက်ထားတဲ့ mandate ရှိမှအဲ့ဒီလူကအဲ့ဒီတိုင်းသားတွေရဲ့ရွေးချယ်တင်မြှောက်တဲ့ခေါင်းဆောင်အစစ်ဖြစ်ပါမယ်အခုလက်နက်ကြီးကင်နာပြီးတော့ဥပမာ KIA ကွမ်ဘော်အင်ပန်လှလက်နက်ကင်နာပြီးတော့သူတို့လက်နက်အောက်မှာနေရတဲ့ကချင်နဲ့မကဘူးအဲ့မှာရှမ်းပြည်တွေပါတယ်ဒီလူတွေကအဲ့ဒီနေရာမှာသူတို့ကလက်နက်ကြီးကင်ပြီး KIA ဆိုပြီးတော့ဖွဲ့ထားတဲ့အတွက်ကြောင့်မလို့အဖွဲ့အစည်းကအဲ့ဒီခေါင်းဆောင်2ယောက်ကိုကချင်တိုင်းသားတွေရဲ့ခေါင်းဆောင်လို့လည်းပြောလို့မရဘူးကချင်တိုင်းသားတွေအပါအဝင်အဲ့မှာရှိတဲ့ကချင်ပြည်နယ်ရဲ့ခေါင်းဆောင်လို့လည်းပြောလို့မရဘူးတိုင်းသားခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်လေးကိုတော့ကြဲပြန့်လေးသိထားရင်တော့ပို့ပြီးတော့ကောင်းပါတယ်မေးခွန်းကပဲပြန်ပြီးမေးချင်စရာပြန်ဖြစ်နေတဲ့အပိုင်းလေးရှိတယ်ဗျနံပါတ်1ကနံပါတ်2ကတိုင်းသားအခွင့်အရေးလို့ပြောရအောင်ကတိုင်းသားဆိုတဲ့လူတွေကဟုတ်ပြီဗမာဦးလည်းတချို့ကတိုင်းသားပြောတယ်တချို့ကကျတော့ဗမာမပါဘူးတိုင်းသားဆိုတာဗမာလွဲရင်တိုင်းသားဒါအမျိုးမျိုးပေါ့ဒါတော့ကျွန်တော်အကျယ်မဆွေးနွေးတော့ဘူးအဲ့တော့တိုင်းသားဆိုတဲ့လူတွေကကြံတဲ့ဟာလားတိုင်းသားမဟုတ်တဲ့လူတွေထက်ကိုသူတို့ကအခွင့်အရေးပိုလို့ရင်းနေတာလားအခြေခံဥပဒေအရလူတူးချင်းကိုအကုန်လုံးအညီအမျှလွတ်လပ်ခွင့်ပေးတာတော့တိုင်းသားခွင့်ရေးလို့ပြောနေတဲ့ဟာက
သူတို့ကဘလို့ထူးထူးခြားခြားအခွင့်အရေးတွေကိုလိုချင်နေတာလေသူတို့ကအနှိမ်ခံတဲ့ဘဝမှာရောက်နေတာလားဥပမာဗမာတယောက်ကဟာလာမူလာတန်းတက်လို့ရရင်တိုင်းရင်းသားကမူလာတန်းတက်ခွင့်မရှိဘူးဗမာတယောက်ကဆေးရုံသွားရင်ဗမာကတော့မင်းကူလို့ရတယ်မင်းတိုင်းသားမှုမင်းရှင်းပြောမင်းရှင်းမဆေးကမှမင်းကူခွင့်မပြုဘူးဒါမျိုးတွေရောရှိလို့လားအဲ့ဒါလေးဖြေပေးကြပါလားဗျာ ကဲအဲ့ဒါနဲ့ပတ်သက်လာရင်တော့မန်နန်းကေတီမန်နန်းမြတ်ကေတီပြောချင်တယ် အဲ့ဒါကြတော့လေအကိုကတိုင်းရင်းသားနိုင်ငံတွေကိုမရောက်ဘူးတာတေချာသွားတယ်သိလားဘာဖြစ်လို့လဲဆိုတော့တိုင်းရင်းသားနေရာတွေမှာဆိုလို့ရှိရင်เนาะဒီစေးရုံကြောင်းเนาะအဲ့လိုနေရာတွေမရှိတာတွေအများကြီးရှိတယ်เนาะတိုင်းရင်းသားနေရာတွေကိုအကိုမရောက်ဘူးတဲ့အတွက်အခုလိုမျိုးပြောနေတဲ့အတွက်အကိုဟာအမတန်ကိုဘူးတုတ္တနဲသေးတယ်လို့ကျမတို့မြင်နေเนาะဒီကချင်ပြည်နယ်တို့ကရင်ပြည်နယ်တို့เนาะရခိုင်ပြည်နယ်ဒီเนาะရှမ်းပြည်နယ်တွေကိုအကိုလုံးဝမရောက်ဘူးသေးဘူးအဲ့တော့အကိုကဒေသန္တရဘူးတုတ္တအမတန်နဲတယ်လို့ပြောလို့ရတယ်အခုကျမမြန်မာပြည်ကိုမြင်အောင်ပြောရမယ်ဆိုလို့ရှိရင်အခုထိုင်းနိုင်ငံကိုအကိုတို့ရောက်နေတယ်ဆိုလို့ရှိရင်เนาะထိုင်းနိုင်ငံမှာဘန်ကောက်မှာစေယုံကျောင်းနေရာရှိသလိုအဲ့လိုပဲเนาะခဖူးမှာလည်းအဲ့လိုပဲဟိုပါလေအဲ့ဒီရှိသမျှပေါ့နော်ပတ်လေမှာလည်းအဲ့လိုပဲမလေးရှားမှာဆိုလဲဂျဟိုးမှာလည်းအဲ့လိုပဲအီပေါင်းမှာလည်းအဲ့လိုပဲเนาะအမ်ဘန်းမှာလည်းအဲ့လိုပဲနေရာဒေသအများမှာအဲ့လိုပဲရှိတယ်ဒါပေမဲ့ကျမတို့မြန်မာပြည်မှာအဲ့လိုမရှိဘူးရှင်เนาะရခိုင်ပြည်မှာစေးရုံတွေကျောင်းတွေမရှိတဲ့နေရာတွေအများကြီးပဲအဲ့လိုပဲเนาะကချင်ပြည်မှာအဲ့လိုစေးရုံတွေကျောင်းတွေမရှိတဲ့နေရာတွေအများကြီးပဲတိုင်းရင်းသားပြည်သူတွေမှာဒန်းတို့အခွင့်အရေးဆိုတဲ့ကြောက်တတ်တဲ့အခွင့်အရေးမရနိုင်သေးဘူးပြဿနာတွေအများကြီးရှိသေးတယ်လိုအပ်ချက်တွေအများကြီးရှိတယ်ဒါကြောင့်မို့အဲ့လူတွေကအဲ့လိုတော်လန်နေတာเนาะတိုင်းရင်းသားတွေလိုချင်နေတဲ့ဥစ္စာဟာတိုင်းရင်းသားတွေကပို့ပြီးထူးချွန်ထက်မြက်ပြီးတော့ပို့လိုချင်နေတာတွေမဟုတ်ဘူးအခွင့်အရေးဆိုတဲ့ဥစ္စာဒန်းတို့အခွင့်အရေးလေးကိုတောင်းနေတာသူတို့စီမှာရှိနေတဲ့ကြောင်းလေးတွေကိုဖွင့်ပေးစေချင်တာသူတို့နေရာမှာเนาะဒီစေယုံစေပိခန့်ကျောင်းစာစီဆရာမအဲ့ဒါတွေလိုချင်နေတာလူတွေကပြောကြတယ်အဲ့နေရာကိုသွားတဲ့ခါကျလို့ရှိရင်ငါတို့ကအဲ့မှာတက်ခံရမှာဆိုလို့လေစစ်ဖြစ်နေရဆိုလေအဲ့လိုမျိုးဖြစ်အောင်လို့ကိုလုံနေတဲ့ကိစ္စတွေကရှိတယ်တတ်အဲ့လိုမဖြစ်စေချင်ဘူးဆိုလို့ရှိရင်အဲ့နေရာတွေကိုဒန်းလူခွင့်ရပေးလေအဲ့နေရာမှာဒန်းလူခွင့်ရမပေးသေးဒီပြဿနာတွေကတတ်နေမှာပဲအကိုတို့မြန်မာပြည်မှာအဲ့လိုပဲနေနေတာကိုအကိုတို့မှသိမှမသိတာဘာတွေဖြစ်နေလဲဆိုတော့အဲ့နေရာတွေကိုမသိသေးသေး၍အကိုတို့ဟာဒန်းလူအခွင့်အရေးကိုဘယ်တော့မှမပေးချင်တာသိချာနေတယ်ဒန်းလူအခွင့်အရေးကိုပေးချင်တယ်ဆိုလို့ရှိရင်အဲ့နေရာတွေမှာဘာတွေဖြစ်နေလဲဆိုတာတွားကြည့်ဖို့လိုတယ်ဒန်းလူခွင့်ရအဲ့ဒါ နေရုပ်ပြန်ပါ ကိုမောင်ကျွန်တော်ပြန်ဖြေဖို့ခွင့်ရရှိမလားပြန်ဖြေဖို့ခွင့်ရရှိမလား ပြန်ဟောက်ပြီး ကျွန်တော်ဖြေလို့ရမှာ ဒီပါဒီမို့လဲပြီမနော် ဖြေလို့ရမှာ ကျွန်တော်ပြန်ဖြေရမှာကျွန်တော်သူမေးတာကျွန်တော်ပြန်ဖြေခွင့်ပြုပါကျေးဇူးတင်ပါတယ် မမဲဘူးနော်ကျွန်မမမဲဘူးနော်အကိုမဲရပါ ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့တော့ respect အနေနဲ့လက်ရောက်သွားပါတော့နောက်လူတွေလည်းရှိသေးပါနော်ကျေးဇူးပါပဲ ကိုဖကားဖြေလိုက်ပါအချင်းချင်းဖြေလိုက်နော် ဟုတ်ကဲ့အဲ့ဒီတော့ तू ကတော့ကျွန်တော်ကိုဒေသနာဘူးတုတနဲတယ်လို့ပြောတယ်ကျွန်တော်ကတော့သူ့ကိုဟဲ့လားတိုင်းပြည်တစ်ပြည်နိုင်ငံတနိုင်ငံထူထောင်ထားတဲ့ဒေသန္တရဘူးတုတဟာလားဒါကိုကျဲအမြင်ကျဲမရှိဘူးလို့တော့ဆွဆွဲရင်ရတယ်ဒါပေမဲ့အဲ့လိုကျွန်တော်မဆွဆွဲရပါဘူးဘာလို့ဆိုတော့ကျွန်တော်သူ့ကိုတနာစရာလို့မြင်ခဲ့လို့ပါမြင်နေလို့ပါအဲ့တော့ကျွန်တော်အခုပြောပြမယ်ဗမာပြည်မပြောနဲ့အင်ပတန်တိုးတက်တဲ့သူနားမလဲတာကမျိုးပြနဲ့ဟာလား country side လို့ခေါ်တဲ့ဟာလားဒီလူသူခေါင်ပါတဲ့နေရာတွေမှာဖွံ့ဖြိုးတိုးတက်မှုဆိုတာမြည်သည့်နိုင်ငံမှာမဆိုမတူဘူးဆိုတာကို तू ကနားမလဲတာကျွန်တော်အခုနေတာ USA မှာနေတယ်အမေရိကမှာဟုတ်လားမြို့ကြီးတွေမှာ1 square meter အတွင်းမှာကျောင်း8ကျောင်းရှိတယ်ဆိုရင်တကယ်လို့ကယ်လီဖိုးနီးယားဟိုးဘက်ကတောင်ဘက်ထိပ်ကိုရောက်သွားတယ်အီလီနွိုင်းမှာရှိတဲ့ဘယ်ဘက်ထိပ်ကိုရောက်သွားတယ်ဟုတ်လားကန်တာကီမှာရှိတဲ့ညာဘက်ထက်ကိုရောက်သွားလို့တောဘက်အမေရိကန်မှာ country side တွေရှိတယ်အဲ့ဒီမှာ1 square kilometer မှာ
ကြောင်းတစ်ကြောင်းတွေးဖို့တော့မလွယ်တော့ပါဘူးဒီလိုမျိုး မချွေဝေး အ ပါ မြ နော် င်ကျဲကျဲနိုင်ငံတစ်ခုတိဆောက်တဲ့ဟာကိုမျိုးပြနဲ့တောကျေးလက်ရဲ့မတူညီမှုဟိုလုံးဝနားမလဲတာကအဲ့ဒီအပေါ်ကတနာစရာညီမလေးပါလို့ကျွန်တော်ပြောပြရစီ ဟုတ်ပါ โอเคအဲ့ဒါဆိုတော့အခုဝယ်ကျွန်တော်အမေရိကမှာ you ဟိုခဏလောက်တောက်ပေးပါလားတယောက်တိလက်စီတော့လိုက်လေ ဆက်ဆက် ဒီမှာပြောရင်မိုင်လေးနဲ့တစ်ချက်လောက်ပိတ်ပြီ ဆက်ဆက်လိုက်တစ်ဖက်ရှိတာကိုအခုကဗတ်မြောက်ပါတယ်သူတို့ကတော့3ယောက်ရှိတယ်နော်ကိုယ်ဘက်က4ယောက်ရှိတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ် အခုကျွန်မ ဟုတ်ကဲ့ကိုသားကြီးကိုလည်းပေးရမယ်နော်ကိုသားကြီးပြီးဘာချင်းလဲဟုတ် I also live in Australia. I'm not village girl, okay? Carry, ကိုသားကြီးကိုလည်းပေးလိုက်ပါနော်ခဏလေးဆောင်လိုက်ပါဦးကဲကိုသားကြီးပြောပါ okay? မင်္ဂလာပါနော်ကျွန်တော်တို့ပုဂ္ဂိုလ်ရေးရာတွေထားလိုက်ပါနော်ပုဂ္ဂိုလ်ရေးရာအဓိကမကြပါဘူးကိုယ်နိုင်ငံကိုရှေ့ရှုရမယ့်အရေးဖြစ်နေကူကကိုယ်နိုင်ငံမှာနော်တိုက်ပွဲတွေစစ်ပွဲတွေပြစ်လာတာတစ်ပေါင်းများစွာဖြစ်ခဲ့တာအခုမှဖြစ်ခဲ့တာမဟုတ်ဒီ2021မှာဖြစ်ခဲ့တာမဟုတ်နေဟိုလွတ်လပ်ရတဲ့ကျွန်တော်ပြဿနာတွေဖြစ်ခဲ့တာဒီမျိုးကြီးပြဿနာဘာသာရေးပြဿနာမျိုးစုံဖြစ်ခဲ့တာကျွန်တော်နိုင်ငံကဒီလိုဖြစ်တာကြီးမကောင်းပါဘူးစိုးကြွပါတယ်ကျွန်တော်စီးပွားရေးထိခိုက်မယ်လူမှုရေးထိခိုက်မယ်ဘာသာရေးကျန်းမာရေးအကုန်လုံးထိခိုက်တယ်ဗျအဲ့ကျိုးဆက်ရက်ခမ်းတာအဲ့တော့ကျွန်တော်နိုင်ငံငြိမ်းချမ်းခြင်းတယ်တယောက်တည်ဖြစ်တာမလို့ချင်းကြောက်ပြောနေကြတယ်ဒါလွယ်လွယ်လေးပဲငြိမ်းချမ်းဘယ်လိုလုပ်မှာပဲကျွန်တော်သိတယ်ကျွန်တော်တို့ကိုယ်မှလည်းအခွင့်အရေးရှိနေတာဘာမလုပ်နိုင်ပါလဲဟမ်သူတို့ဘာလို့ချင်းတယ်ဖက်ဒရယ်ပေးလိုက်မယ်ခွဲထွက်ရင်တော့တိုက်မယ်ကွာမင်းတို့ကစော့မယ်ပြည်သူကတိုက်မှာပဲခွဲထွက်ရင်တော့ဒါပေမဲ့ခွဲတော့မင်းတို့ကဒဏ်လူခွေပေးမယ်ကိုကတရားဥပဒေချမှတ်မှန်ကန်တဲ့ဥပဒေချမှတ်တော့ပေးပြရတယ်အဲ့ဒါမှဒီကောင်တွေကပုံကံမဆိုတော့စော့ပေါ့ငါတို့လည်းစော့မှာပေါ့ကိုပေးရသားနဲ့သူတို့အဲ့လိုလုပ်မှဆိုတော့ဒါတော့ကိုမပေးဘဲနဲ့သူတို့လာတိုက်တော့ဒါသူတို့မှန်တယ်ကိုအခွင့်မပေးဘဲသူလုပ်တော့ဒါသူတို့မှန်တယ်သူတော်လန်တာသူတို့မှန်တယ်ကိုကပေးမှပဲပြောမပေးဘဲဂရီးပတီပဲနဲ့ဟာတော့ဒါတော့အဆင်မပြေဘူးကွာဘာလို့လဲတော့အဲ့လိုမပေးသေးရတဲ့နိုင်ငံစင်းရင်းနေပါမယ်ဟုတ်ပါဘူးပြန်ပြန်လေးကိုတော့ကြာနေနော် ကျွန်တော်တို့ပြည်နယ်တစ်ခုတည်းချမ်းသာနေတာမဟုတ်ဘူးเนาะတိုင်းရင်းသားပြည်နယ်မဟုတ်ဘူးကျွန်တော်ပြည်မမှာစင်ရမွဲတင်တာလမ်းအညာမှာရောเนาะလမ်းတွေကစုပ်ပြတ်တက်နေပဲဟုတ်တာတိုင်းသားတော့ချမ်းသာပြီဗမာနဲ့တိုင်းသားတော့ပုံချမ်းသာပြီကျွန်တော်တွေ့ရတယ်တိုင်းသား အဲ့တော့လူမျိုးမှာခွဲခြားခြင်းပေါ့เนาะလူမျိုးဘောအရှိမခံတော့စနစ်เนาะကျွန်တော်တို့သွားမှာနိုင်ငံသားဘောအခြေခံနဲ့ဖွဲ့စည်းဖို့အခြေခံမျိုးဥပဒေကိုရှိမတိုင်းအမေရိကန်တို့ဗျာချုပ်ထားတာကွာပြီးရောဖြစ်တော့နော်ကိုယ်လည်းလူမျိုးကြီးတည်းဖြစ်တယ်ကွာလူလည်းများတယ်ကွာဘယ်ဒီတော့လူမျိုးနည်းနည်းလေးဘာမှမနိုင်တာရှိတယ်ဥပဒေနဲ့အမှန်ကန်ဥပဒေနဲ့လုပ်ကြည့်ပါဦးဘာမနိုင်တာရှိဘာကြောက်တယ်လို့လက်နဲ့ကျေးဇူးပါနော်ကျေးဇူးကဲဘာကြီးမျိုးပို့ပြောပါဘာကြီးမျိုးပြောနော်ပြီးနေတို့ဘက်တစ်ချောက်ပြ ကျွန်တော်တော့ပြောချင်တာတော့ခဏတော့ပြောသွားတဲ့ဒါတန်းတူအခွင့်အရေးပေါ့နော်ကျွန်တော်တို့တန်းတူအခွင့်အရေးဆိုတဲ့စကားလုံးလေးကအရန်ချိုတာတယ်ဗျအရန်ညင်တာတယ်အရန်လည်းပျော်ပြောင်းတယ်လို့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမြို့ပြအခြေအနေနဲ့ကျွန်တော်ကျေးလက်အခြေအနေကိုသွားပြီးနှိုင်းယှဉ်လို့မရဘူးနောက်တစ်ခုကကျွန်တော်တို့ကတိုင်းသားနေမြေတွေမှာစာသင်ကျောင်းမရှိရတဲ့အကြောင်းရင်းဟုတ်ပြီအဲ့လိုမျိုးစာသင်ကျောင်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့အညာဒေသတွေမှာလည်းစာသင်ကျောင်းမရှိတဲ့ကျေးရွာကျေးလက်တွေမြို့ပြနဲ့အလှမ်းဝေးတဲ့နေရာတွေလည်းအများကြီးပဲမဖွံ့ဖြိုးမတိုးတက်တဲ့နေရာတွေအများကြီးဖုန်းလိုင်းတောင်မရတဲ့နေရာတွေလျှက်စစ်မီမရတဲ့နေရာတွေအများကြီးရှိတယ်ကျွန်တော်တို့ဓာတ်တွေကိုသွားပြောမယ်ဆိုရင်တိုင်းသားအခွင့်အရေးအော်နေထားတဲ့လူတွေဗမာအခွင့်အရေးလို့ကျွန်တော်တို့ထားအော်လို့ရှိရင်မနာကြနဲ့လို့ကျွန်တော်တို့ကပြောချင်တာသူ့ပညာတော့လည်းကျွန်တော်တို့မအော်ခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့ကရန်ကုန်မြို့ကြီးဖွံ့ဖြိုးတိုးတက်နေတာကျွန်တော်တို့ကကရင်ပြည်နယ်ကိုရွှေ့ပေးပါဆိုလို့ရှိရင်ရွှေ့ပေးလို့ရတဲ့အနေအထားမျိုးမဟုတ်ဘူးကျွန်တော်ပြောချင်တာရန်ကုန်တိုးတက်တယ်လို့မျိုးကရင်ပြည်နယ်တိုးတက်ချင်တယ်ဆိုရင်ကရင်ပြည်နယ်မှာငြိမ်းချမ်းအောင်ရင်လို့ကရင်နေငြိမ်းချမ်းအောင်နေအဲ့ဒါဆိုတိုးတက်လာလိမ့်မယ်ကရင်ပို့ပြီးတော့တိုးတက်လို့ရသေးတယ်အနည်းဆုံးပြောရလို့ရှိရင်နိုင်ငံကြည့်လိုက်အောင်အနည်းဆုံးနိုင်ငံတွေဘာနိုင်ငံတွေရှိတုံးစီးပွားရေးနိုင်ငံတွေလှုပ်ရှင်ရလှုပ်လို့ရတယ်ကျွန်တော်တို့ပြောချင်တာအဲ့ဒါဘာကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမတိုးတက်တာမညီညွတ်လို့မတိုးတက်တာကိုကျိုးစီးပွားတွေကိုကျိုးအတ္တတွေကြောင့်ကျွန်တော်တို့မတိုးတက်တာတိုင်းသားလဲတိုင်းသားလျောက်ဗမာတီလဲဗမာအလျောက်ဒါကကိုကျိုးအတ္တတွေကြောင့်မို့ဒီလိုမျိုးတွေဖြစ်နေတယ်လို့ကျွန်တော်တို့မြင်တယ်ဒါဆိုရင်ကျွန်တော်တို့အတူတကွရှင်တွဲနေထိုင်ဖို့ဘယ်လိုပုံစံမျိုးတွေသွားကြမလဲဒါကအဓိကကြမယ်လို့ကျွန်တော်မြင်တယ်ဗျကောင်းပါပြီနော်အဲ့တော့တို့ကကဘာမကြေကိုလှည့်ပေးအောင်နော်ကဘာမကြေပြောပါကဘာမကြေမောင်ထူးကိုမောင်မင်္ဂလာပါနော်အားရအောင်လို့ခုနဟိုအမပြောသွားတာတော့လက်ခံတယ်ဟိုကိုတယောက်ပြောတာလက်မခံဘူးဘာကြောင့်ကျွန်တော်တို့တိုင်းရင်းသားတွေကဘာကြောင့်ဓာတ်တွေခွေးများတာလဲဆိုတာကမပေးဘူးလေပေးလို့မရဘူးသူတို့ကမပေးဘူးဆိုတာကျွန်တော်နားလဲတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပြည်နယ်တော့ကျွန်တော်ကာကွယ်ရမယ်ဟုတ်တယ်မလားကိုလူမျိုးကိုချစ်တယ်လို့ငါတို့မြန်မာနိုင်ငံလူမျိုးတွေကချစ်တယ်ကွာအဲ့ကြောင့်ခုနကပြောသလိုမတိုးတက်ဘူးဆိုတာကမညီညွတ်လို့မတိုးတက်တာအဲ့ဒါမှန်တယ်နော်ဟုတ်ပြီအခုကျွန်တော်ပြောရမယ်ဦးသစ်စင်လက်ထဲတို့နော်ဟိုကလဲဦးသန်းရွှေဦးသင်းစင်တို့နော်
ပြဿနာမရှိဘူးအခုဒီမင်းအွန်လိုင်းခေတ်မှာပဲနိုင်ငံကကြုံကြသွားတာအဲကြောင့်လက်ခံတယ်အခုပြောမယ်ဆိုရင်တော့တံပဲတိုင်းသားဆိုရင်လည်းသူတို့ကပါလေအရင်မပြည့်ဘူးကွာဟုတ်တယ်မလားအရင်တော့တိုင်းသားခရင်အားတို့စီတဲ့ဝင်တယ်နိုင်ငံတော်အလံကန်ပြီးတော့တစ္ဆာပြုရတယ်နော်ပြီးရင်တိုက်ရကြီးအစင်းရဖြစ်လိုက်ဖြုတ်ချတာတပုံကြီးအခုလိုသိမယ်တဲ့နော်အဲကျွန်တော်ပြောပြရနော်ဘာကြောင့်မပေးဘူးပါလာကရင်တွေကသပုံတွေတိုင်းသားတွေကသပုံတွေအဲ့လိုရှိတဲ့အကြောင်းကျွန်တော်ပြောပြတာတန်တုအခွင့်အရေးဆိုတာကသူတို့ကမပေးဘူးဆိုတာကဟုတ်ပြီအထားသူမပေးနိုင်ဘူးသူတို့ကကြောက်လို့သူတို့မနိုင်ရင်ငင်းချမ်းရေးကို NCA လက်မှထိုးမယ်ငါတို့ရဲ့ဒီဘဘကြီးရဲ့အကျင့်စစ်တပ်ရဲ့အကျင့်ဟောနော်ဒီတော်လာရေးမှာဆိုရင်ကွာဒီသဘုံဆိုတာတဲ့ကလွတ်လပ်ရေးမရခင်ကတို့ဒီဘိုးကျောင်းအောင်ခေတ်ကရှိခဲ့တယ်သဘုံဆိုတာရှိခဲ့တယ်အဲ့ဒါပြောပြတာဘာကြောင့်တိုင်းသားတွေကဒန်းတူအခွင့်မပေးချင်ဘူးဆိုတာကသူတို့မပေးဘူးမနိုင်ရင်ငင်းချမ်းယူမယ်ကဲဟိုဘက်ကိုဖိတိုက်မယ်ဒါပဲအခုကစေးမြေပြင်ဆိုတာကတနေရာတက်လို့မရဘူးလေကွာခိုင်းမိတက်မရဘူးလားအခုစကားစားလာမယ်ကွာအင်က900လာမယ်ကွာငါတို့900ဖွင့်မယ်ဆိုရင်တနေရာသူတယောက်100ပဲတက်နိုင်မယ်သူမတက်နိုင်ဘူးလေဟိုဘက်အချမ်းကိုငင်းချမ်းယူမယ်ဒီဘက်အချမ်းကိုဖိတိုက်မယ်အဲ့ဒါရတော့စစ်တပ်ရဲ့ထုံးစံပဲနော်ကျွန်တော် ကောင်းပါလား ကျွန်တော်တို့ညီကိုတွေကအများကြီးစစ်တဲမှာအများရှိကြကိလိုမျိုးနေရာမရောက်တိုက်ကြကြီးဘိုးကြီးစင်တော့ဖြုတ်ချလိုက်တာကောင်းပြေးလို့မရဘူးတဲ့အဲ့လိုပုံစံရှိတယ်ဘာဆိုတော့သူတို့ခေါ်တာပါ လက်ချုပ်ပြပါ ငပွေးသူတို့ခေါ်တာပါငါတို့တိုင်းသားလက်နဲ့ကန်ခေါ်တာပါငပွေးကောင်တွေတဲ့ငပွေးကောင်တွေတဲ့ကရင်မိုင်သဘုံအကုန်ပြစ်တတ်တယ်ဟာငါတို့ကစိတ်မကောင်းဘူးအဲ့ပြောတာ ငါရပြပါနော်ကဲဟုတ်ပြီအဲ့တော့မနမ်းမြတ်ကေတီပြီးနေဘာမစ်စီသွားမယ်နော်ဘာမစ်စီဒီလောက်တော့မနမ်းမြတ်ကေတီပြောပါ ဒီလိုနဲ့ဘယ်နှကမြတ်ဒီမိသားမိကုန်းနဲ့ကျွန်တော်ဖြေဖို့ရှိတယ် ကျမအလဲကြောက်ပြီမရောက်ဘူး မနမ်းမြတ်ကေတီပြောပါပြီးဘာမစ်စီသွားမယ်နော် ဟုတ်ကဲ့အဲ့တော့ကျမတို့ကျမတို့ Federal နဲ့တကယ်လို့ Democracy နဲ့တွားမယ်ဆိုလို့ရှိရင်ပေါ့နော် Democracy မှာကျမခုနကနည်းနည်းလေးဟိုဘယ်လိုခေါ်မလဲဆိုတော့ emotion ဖြစ်သွားတဲ့ပုံမှာနည်းနည်းလေးစကားနည်းနည်းလေးaggressive ဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်နော်အဲ့ဒါကို apologies okay အဲ့တော့type of democracy မှာဆိုလို့ရှိရင်ကျမတို့က Federal နဲ့တွားမယ်ဆိုလို့ရှိရင် democracy မှာဆိုလို့ရှိရင်ကျမကanalyze လုပ်တဲ့အချိန်မှာတွားပြီးတော့ဘာကိုတွေ့လဲဆိုတော့သူကဒီ Federal မှာနှစ်ခု Federal တမလားအဲ့လို type of federalism ပေါ့နော်အဲ့ဒီမှာနှစ်ခုကျမကတွားပြီးတော့လေ့လာမိတယ်တစ်ခုကဒီလူမျိုးအခြေပြုတဲ့ Federal ရဲ့အဲ့ဒါကိုတော့ethnocentric federalism ပေါ့နော်အဲ့ဒါကဒါလူမျိုးကိုအခြေပြုတဲ့Federal နောက်တစ်ခုကကျတော့ civic central federalism ဆိုတဲ့နိုင်ငံသားအခြေပြုတဲ့ Federal လို့ကျမကနေပြီးတော့နှစ်ခုကိုခွဲခြားထားတာအကိုလည်းဒါကိုပိုသိပါတယ်နော်အဲ့တော့democracy မှာတကယ် Federal နဲ့တွားမယ်ဆိုလို့ရှိရင်နော်လူမျိုးအခြေပြုတဲ့ Federal နဲ့နိုင်ငံသားအခြေပြုတဲ့ Federal နဲ့အဲ့နှစ်လမ်းကနော်ဘယ်နှစ်လမ်းကပိုကောင်းလဲဆိုတဲ့ဥစ္စာကိုကျမတို့ကဒါလေ့လာရမှာဖြစ်တယ်လူမျိုးအခြေပြုရဲ့ Federal ကတော့အားလုံးသိတယ်ပဲကချင်ကရကရင်ချင်းမောင်မောင်ရခိုင်စမ်းဆိုတွားမယ်ဆိုလို့ရှိရင်သူကနေမြေခွဲဝေမှုကိုပြန်ပြီးတော့နည်းနည်းလေးပြန်ပြီးတော့ဒါပြုပြင်ရတော့မဲ့အနေထားတွေဖြစ်သွားမယ်ဒါကတော့ကျမအမြင်ပေါ့နော်အခုအဲ့ဆိုကချင်ဆိုရင်သူ့နေမြေကဘယ်နေရာဆိုတာဟိုအရင်တော့ရှိခဲ့တာအမှကရင်ကဘယ်နေရာရှိခဲ့တယ်ရခိုင်ကဘယ်နေရာတွေပိုင်ခဲ့တယ်မွန်ကဘယ်နေရာပိုင်ခဲ့တယ်အဲ့လိုမျိုးလေးတွေပေါ့နောက်ပြီးတော့နိုင်ငံသားအခြေပြုကြတော့တမလားဒီအကုန်လုံးဟာဓာတ်တူပဲနော်ကချင်ကရကရင်ချင်းဘာမှမရခိုင်ရှမ်းလို့မခွဲခြားတော့ဘဲနဲ့အားလုံးဟာတနိုင်ငံလုံးဟာတူတူပဲအကုန်လုံးတူတူပဲအကုန်လုံးမဲပေးတဲ့စနစ်နဲ့ပဲသွားမယ်ဒါပေမဲ့ဒီဘလာနယ်နိမိတ်နဲ့ပေါ့နော်အခုကျမတို့ဒီ Australia မှာနေတယ်လို့မျိုးပါတမလား territory နဲ့တွားတဲ့ပုံစံ US မှာဆိုလဲ state နဲ့တွားတဲ့ပုံစံအဲ့လိုပုံစံနဲ့တမလားအဲ့လိုတွားရင်ပိုအဆင်ပြေမယ်လို့အခုအနေနဲ့ဒီမှာလူမျိုးအခြေပြုတဲ့ Federal နဲ့တွားရင်အဆင်ပြေမယ်လို့ထင်လားအမှမဟုတ်လေနိုင်ငံအခြေပြုပေါ့နော်ခုနကတော့လိုမျိုးတမလား
အဲ့လိုဟိုလူမျိုးမတတ်မှတ်တော့ဘဲနဲ့အားလုံးကိုdivision အနေနဲ့တွားရင်ပို့အစစ် Federal နဲ့တွားရင်ပို့အစစ်ပြင်မယ်လို့ထင်လားအဲ့ဒါကိုအကိုဒီ Federal မှာပေါ့နော်နှစ်မျိုးပေါ့အဲ့ Federal ကိုအကိုအနေနဲ့ဒီကျမမြင်ပေါ့နော် ethno central federalism တို့မဟုတ်ဒီ civic central federalism အဲ့နှစ်ခုကိုနော်လူမျိုးအခြေပြု federal တို့မဟုတ်နိုင်ငံပြုအခြေပြု federal ဘယ်ဥစ္စာကိုအကိုပို့ပြီးတော့အစိပ်ပြေနေမယ်လို့ကျမတို့မြန်မာနိုင်ငံကိုထင်ပါတယ်လေလို့ဒါကျမကတော့ဟိုနိုင်ငံရေးနဲ့ပဲပြောတာပေါ့နော်ဒီပြင်တိုက်ခိုက်တဲ့အကြောင်းတွေကိုတော့ကျမသိစိတ်ဝင်စားဘူးခုနကတော့အဲ့လိုမျိုးနည်းနည်းလေးတိုက်ခိုက်တဲ့ဥစ္စာကိုကျမနည်းနည်းလေး effort ဖြစ်သွားတဲ့အတွက်ကျမတောင်းပန်တယ်အခုကျမမေးတဲ့မေးခွန်းကတော့လူမျိုးအခြေပြု federal နဲ့တွားရင်ကျမတို့မြန်မာပြည်ကအဆင်ပြေမလားသို့မဟုတ်ဒီခုနကတော့လိုမျိုးပေါ့နော်နယ်နိမိတ်အနေနဲ့တွားတဲ့ပုံစံနဲ့နိုင်ငံသားပဲပေါ့နော်အားလုံးကနိုင်ငံသားပဲဒါပေမဲ့ နေချေပေါ့နော်အဲ့လို division လူမျိုးစုကခြေပြီးသွားမလားကျွန်တော်တို့ဒီပရဝီနေပဲတော့အခြေခံပြီးသွားမလားဆိုတဲ့မေးခွန်းပေါ့နော်ဒီမေးခွန်းလည်းသိကောင်းပါတယ်ဟုတ်ပြီဘာမေးစကပြောပါအောင်ဘာမေးစကလို့ရှိရင်နော်ဒီလောကစီသွားဒီလောကပြီးတော့ဆက်ရအချိန်လေးနည်းနည်းလေးတောင်းနေတယ်ဆိုတာအပေါ်ကဒီကျွန်တော်တို့ရဲ့အနေအမကြီးနာမည်ဘယ်လိုလဲမသိဘူးပြကျွန်တော်တိတ်မဖတ်တတ်ဘူးအင်္ဂလိပ်စာမကောင်းတော့ခါကြတော့ဟိုအမကြီးကျွန်တော်ပြောချင်တာကမြန်မာနိုင်ငံဒေသတော်တော်များများပေါ့နော်ဘယ်လောက်ထိရောက်ဘူးလဲကျွန်တော်နာမည်ရှင်းမေးဖို့မေးချင်တယ်အစောနာကအမပြောပါတယ်ရခိုင်ပြည်နယ်အကြောင်းမေးတယ်နောက်ကြတော့ရှမ်းပြည်နယ်အကြောင်းပြောတယ်ကရင်ပြည်နယ်အကြောင်းပြောတယ်โอเคအမမမို့ emotion ပဲထဲအဖက်ပဲထဲလူဆိုတာကကိုနို့စကားကိုတောင်းယူနိုင်ရမယ်ဟုတ်ကဲ့အဲ့ဒေတာတွေကိုအမဘယ်လောက်ထိရောက်ဘူးလဲကျွန်တော်နံပါတ်1ရှင်းမေးခွန်းပြန်မေးမယ်โอเคကျမကဒီမလေးအမလေးလည်းမဖြေပါကျေးဇူးပြုပြီးအမလေးလည်းမဖြေပါကျွန်တော်မေးချင်ပါတယ်အမကကျွန်တော်တို့တိစာတက်တယ် DVB တို့ BOA တို့ကလောက်တဲ့ brainwash လောက်နဲ့တော့ဒီကျန်တဲ့တိုင်းပြည်မှာအေးအေးချမ်းနေတဲ့လူတွေကိုဂျင်းမထည့်နဲ့နံပါတ်1ပြောချင်ပါတယ်နော်အမကြည့်ရတာလဲ DVB နဲ့ BOA လောက်ပဲကြည့်တဲ့သဘောမှရှိပါတယ်ဒါကျွန်တော်ပေါ်နေပြောရနော်အဲ့ဒီခါကျတော့ဒီရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်ရွာတရားအကြောင်းရောအများတိုင်းကိုရှိတယ်ဒါကိုကျွန်တော်ပြောတော့မယုံဘူးဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ကျွန်တော်ရဲ့ဘေးနာကကျွန်တော်ဘေးနာတငယ်ချင်းပါတီမို့မေးကြည့်လို့ရတယ်နော်ကျေးရွာတအုပ်စုမှာစီးဘေးကတစ်ခုထားပေးပါတယ်ဆရာမတယောက်ထားပေးပါတယ်အဲ့ဒီလူဒီလေရခိုင်လူမျိုးပဲဖြစ်ပါတယ်နော်အဲ့ဒါကိုကျွန်တော်တစ်ချက်ပြောချင်ပါတယ်ကရင်ပြည်နယ်တွေမှာအမပြောသလိုမျိုးဟုတ်တယ်တချို့နေရာတွေမှာစစ်မစ်တွေအရန်ဖြစ်ပွားနေတဲ့အတွက်စေဘေးကန်းတွေထားလို့မရဘူးနိုင်ငံတော်ကဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့မရဘူးဒီတိုင်းသားလက်နက်ကင်တွေအမြင့်တွယ်နေတဲ့နေရာမှာဒါကတော့အစိုးရဝန်ထမ်းกว่าမင်းသွားဆိုလို့ရှိရင်သွားတဲ့လူကလည်းငါဒီနေ့ရောက်မနေ့ပြန်သိမှာဆိုတာသိရတဲ့ဘယ်သူမှမသွားဘူးဒါကိုလည်းစဉ်းစားဖို့လိုတယ်နံပါတ်1တစ်ချက်ကျွန်တော်ပြပြမယ်အမားတို့ဩစတြေးလျမှာနေတယ်တနေ့ကိုအစိုးရကတတ်မှတ်ထားတယ်ဆိုပါစို့48နာရီလူတယောက်ကိုပုံမှန်အလုပ်လုပ်ရမယ်ငါနိုင်ငံငါတိုင်းပြည်ကိုအခွန်ဘယ်လောက်ဆောင်ရမယ်သူတို့ကစီကံတမသိရှိတယ်အမမြန်မာပြည်မှာနေခဲ့တော့ကတိုင်းပြည်ကိုဘယ်နေရာမှာအခွန်ဆောင်ခဲ့လဲအမတို့နေခဲ့တဲ့နှစ်နဲ့ပတ်သက်ပြီးတော့အခွန်ဆိုင်လေးတရက်လေးရှိလို့ရှိရင်အခုချပြကြည့်လိုက်ပါကိုလိုက်ကမှအစားကိုတိုင်းပြည်ပေါ်ကိုဟိုအခွန်ဆောင်ရည်စိတ်မရှိဘဲနဲ့တမန်နိုင်ငံကိုပြေးနေတဲ့ဥစ္စာကိုဒီနိုင်ငံကလူတွေကိုစစ်ပြီးတော့နုံနဲ့နှစ်အောင်ဘာဖြစ်လို့နှစ်ချင်တာလဲနံပါတ်1ချက်အမတခြား channel လေးပဲကြည့်ပါ BOA တို့ရဲ့ brainwash လောက်ထားလောက်လို့ကျွန်တော်တို့ကလာချင်းမထည့်နဲ့မရသေးဘူးချုပ်ပေးပါဟုတ်ပြီနော်ချုပ်ပဲနည်းနည်းလေးပေါ့နော်ဖြည့်ချင်တာမြေစုံလေးတွေကများတဲ့ခါကျတော့စုထားဆိုတော့ကျွန်တော်အခုရနည်းကြပါမယ်နည်းခဏဖြစ်ကျွန်တော်အခွင့်အရေးယူတာဟုတ်ဘူးနော်နားပြီးပဲဆိုလည်းကျွန်တော်နားပြီးမယ်နောက်တစ်ပတ်မှနောက်အလှည့်ကြမှာကျွန်တော်ဖြည့်ပြီးမယ်အလှည့်ကြပြောနော်အဲ့ဒီခါကျတော့ကိုတိုင်းမြေမတိုးတက်တာကိုမပြောနဲ့ကိုနှက်ကကိုတိုင်းပြည်ပေါ်မှာဘယ်လောက်ထိစေတနာရှိခဲ့လဲဥပမာပေါ့လုပ်ငန်းကွန်ဆောင်ခဲ့လားဝင်ငွေကွန်ဆောင်ခဲ့လားလူကွန်ဆောင်ခဲ့လားအဲ့ဒါကိုကိုကြီးစဉ်းစားငါတိုင်းပြည်မှာငါတိုင်းပြည်မှာနေခဲ့တော့က
ငါပညာရေးဘယ်လောက်ထိသင်ခဲ့တယ်ငါတိုင်းပြည်ကငါဘယ်နှစ်ပြုစုခဲ့ပြီးသွားပြီလဲဘယ်နှစ်အကျိုးမြတ်ပြန်ပြုစုသွားပြီလဲဒါတွေမရှိဘဲနဲ့လားလေဟုတ်ငါဒုက္ခတဲ့အဖြစ်ကနေပြီး refugee အဖြစ်ကနေပြီးနိုင်ငံသားကိုပြေးတယ်ဟိုရောက်တဲ့ခါကျမှဟိုမနေ့နဲ့လုတ်ပြီးတော့မှဒီအဲ့ရစံနှုန်းနဲ့ဒီမှာလာပြောလို့မရဘူးဒီမိုကရေစီဆိုတော့လည်းအမျိုးမျိုးရှိတယ် ငါချုပ်ပါနော်ဒီမိုကရေစီဘက်ကိုဆက်မသွားခင်ရရဟိတယ်အဲ့မှခဏရေးလိုက်တာနော်ဘာကြောင့်ဆိုအလက်ကကြော်ဥစားကိုချုပ်ခိုင်းတာအညီမချုပ်ပဲဖြစ်တာနော်ဒီလောကကြီးပြောပါဦး ကိုမောင်ခုနမနှမ်းပြောသွားတယ်ပေါ့သူကလူမျိုး factory နဲ့တွားကြလားနိုင်ငံ factory နဲ့တွားကြလားအခုတွားနေတာဒီလူမျိုး factory နဲ့တွားနေလို့ပြဿနာတွေကအခုလိုရှုပ်နေတာနိုင်ငံအခြေခံပြီး factory နဲ့တွားမယ်ဆိုရှုပ်စရာအကြောင်းမရှိဘူး factory ဆိုတာတောင်တက်စရာမလိုဘူးနိုင်ငံသားအနေနဲ့တွားမယ်ဆိုဟုတ်လားကောင်မကျွန်တော်တို့ကဘာဖြစ်နေလဲခုနသူပြောသွားတယ်ကျေးလက်သေးပေးကဆိုတာတောရွာမှာရွာတိုင်းမှာရှိတယ်ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ရှိတယ်ကျေးလက်သေးပေးကလက်မမှီတာမြို့နဲ့လက်မမှီတဲ့အတွက်ကျေးလက်သေးပေးကဆိုတာဖွင့်ပေးထားတာတွေရှိတယ်မရှိဘူးမဟုတ်ဘူးကျွန်တော်ကချင်ပြည်နယ်မှာပဲကြည့်ကချင်ပြည်နယ်မှာချီပွေဆိုတာလည်းရှိတယ်သေကန်းရှိတယ်ကျွန်တော်ပြောပြချီပွေမချိုင်းရအဲ့ဘက်မှာတချမ်းလုံးရှိတယ်ကျွန်တော်ပြောပြဟုတ်ပြီကျွန်တော်တို့ဒီနိုင်ငံအစိုးရအခွန်ဝင်ငွေအဲ့တိုင်းပြည်တဲ့အဲ့ပြည်နယ်တွေကရသလား100%အပြည့်မရဘူးဗျဘာကြောင့်လဲလက်နက်ကင်ကလည်းတိတက်ယူထားတယ်ကျွန်တော်တို့ကချင်ပြည်နယ်မှာရွှေလုတ်ချင်လားမင်းလုတ်ကဘယ်လောက်ရှိလဲ30ဝယ်ရတယ်ဆို30ဒီစစ်တပ်ဘက်ကို10သိန်းပေးရတယ်လို့ KIA မှာလည်း10သိန်းပေးရတယ်ဗျကျွန်တော်တို့ကလုံမယ်ဆိုရင်အဲ့ဘက်ချမ်းနေမှာတိုင်းရင်းသားဒေသတွေမှာဖွံ့ဖြိုးကျင်နေဆိုရင်တိုင်းရင်းသားဒေသတွေကပိုဖွံ့ဖြိုးမှုမြန်လိမ့်မယ်ဒီကျွန်တော်တို့ဗမာပြည်ထက်ဆိုင်ဘာကြောင့်လဲသူကထိုင်းနဲ့လည်းနီးတယ်တရုတ်နဲ့လည်းနီးတယ်အိန္ဒိယနဲ့လည်းနီးတယ်ကျွန်တော်ပြောပြတာတိုင်းရင်းသားတွေကပို့ပြီးဖွံ့ဖြိုးမှုမြန်လိမ့်မယ်ဖွံ့ဖြိုးမှုမမြန်အောင်လုပ်နေတာဒီကတော့ဒီလက်နက်ကင်ပြီးမှဒီလိုမျိုးလုပ်နေတာအဆင်မပြေဘူးမဖွံ့ဖြိုးတာကိုအပြစ်ပြောလို့မရဘူးအခွင့်အရေးဆိုတာကလူတယောက်ကအခွင့်အရေးရတိုင်းလိုက်ပြီးတောင်းမယ်ဆိုရင်အဆင်မပြေဘူးလေသူ့တိုင်ရတိုင်ကြေးပဲရမှာပေါ့အခုကျွန်တော်တို့ဒီမှာဥပမာအလုပ်လုပ်တယ်ဟုတ်ပြီတထည့်ကမင်းကိုပဲကြည့်မယ်အလုပ်လုပ်တာပဲကြည့်မယ်မင်းဘယ်လောက်ထိတောင်းဝင်ယူနိုင်လဲအလုပ်တစ်ခုမင်းတောင်းဝင်ယူနိုင်တဲ့အနေအထားပေါ်မှာပဲလာစာကိုပေးတာမင်းတောင်းဝင်နည်းနည်းယူနိုင်ရင်လာစာပုံမှန်နည်းနည်းပဲပေးမယ်မင်းများမန်နေဂျာတယောက်အနေအထားနဲ့တောင်းဝင်ယူနိုင်တယ်ဆိုရင်မန်နေဂျာလာစာပေးမှာဒါရှင်းလေးအခုကအဲ့ဒါမျိုးမဟုတ်ဘူးနိုင်ငံအပေါ်လဲတစ္ဆာမရှိဘူးဖြတ်လို့ဖြတ်စည်းလုပ်တယ်ခုနကကိုဘာမှပြောသွားလို့ပေါ့ဟုတ်ပြီအခွန်ငွေဘလောက်ဆောင်ခဲ့လဲပေါ့စလစ်ကလေးပြပါလားဆိုကျွန်တော်တို့နိုင်ငံကသိလားဟိုခါရှင်းပြောဆိုင်ကယ်တောင်ဝက်တောက်စီးတဲ့နိုင်ငံအခုဆောင်ပြီးစီးတဲ့နိုင်ငံမဟုတ်ဘူးရှင်းလေးဟုတ်ပါတယ်စလန်ကော ဟုတ်တယ်ဒါကကျွန်တော်အခုနေသုံးပြပါကျွန်တော်တို့အခုဟုတ်ပြီကိုမကျွန်တော်သူချုပ်ပေးမယ်နော်ခုနကပုံမောက်လိုက်ထဲမှာကျွန်တော်တချင်းဆိုလိုက်ထဲမှာကျွန်တော်ပြောခဲ့ပြီးပါပြီကျွန်တော်တို့ကတွားကျင်နေဆိုရင်နိုင်ငံတိုးတက်ရေးကိုပဲလုပ်ပါဒီနိုင်ငံဟိုခေဟောင်းနေတဲ့နိုင်ငံသမိုင်းဟိုတော်လန်ရေးဟိုဘယ်လိုပြောမလဲနိုင်ငံသမိုင်းကိုပြန်မသွားနဲ့ခေဟောင်းနေတဲ့နိုင်ငံသမိုင်းကိုမသွားနဲ့နိုင်ငံခေဒီခေရဲ့တိုးတက်တဲ့နိုင်ငံသမိုင်းကိုပဲရေးပါကျွန်တော်ဖြစ်စေချင်တာအခုအဲ့ဒါမျိုးမဟုတ်ဘူးကျွန်တော်တို့ကတယောက်နဲ့တယောက်ကပြဿနာဖြစ်ဖို့လောက်ပဲပြဿနာဖြစ်အောင်လဲဘေးကတွေးထိုးနေတာတွေအများကြီးဒါကိုကျွန်တော်တို့ပြည်သူတွေကောင်းကောင်းနားလည်ဖို့လိုတယ်ကောင်းပါပြီဟုတ်ပြီကိုသားကြီးအလဲပေးလိုက်ပါဘာကြောင့်ဆိုတော့ကျေးဇူးပါเนาะကျွန်တော်လက်ပေးလို့အားလုံးကျေးဇူးပါဒီနော် reflection ပါမယ်နော်ကျွန်တော်အမြင်လေးကျွန်တော်ပြောချင်ပါเนาะကျွန်တော်နိုင်ငံကောင်းသားရှင်တယ်သူတို့ကောင်းသားရှင်တယ်โอเคကျွန်တော်ကောင်းသားရှင်ဘယ်သူကပို့စေတနာမှန်တယ်ဘယ်သူကစိတ်ရင်းစေတနာမှန်တယ်တိုင်းပြည်ဘယ်သူကပို့တိုးတက်စေခြင်းနဲ့စိတ်အရင်မှန်တယ်ပြောတယ်ဆိုတာကျွန်တော်တို့ကအမေစုလွတ်ပေးလိုက်တာမဆိုင်ဘူးကျွန်တော်ပါတီနိုင်ငံကြီးလုပ်နေတာမဟုတ်ကျွန်တော်တို့ကကျွန်တော်နိုင်ငံသားအားလုံးမှာအားလုံးကောင်းစားရေးခွင့်အတွက်ကျွန်တော်လုပ်ရမှာကျွန်တော်ကဒီခေါင်းဆောင်နေရဆိုကျွန်တော်ကပါတယ်ခေါင်းဆောင်အဓိကဗျနိုင်ငံမှာခေါင်းဆောင်မကောင်းရင်ဘာမှလုပ်လို့မရဘူးအလုပ်ရုံအလုပ်ကိုင်အဆင်ပြေဖို့အတွက်ခေါင်းဆောင်ကစီမံခန့်ခွဲနိုင်မှသာအဲ့လောကအဆင်ပြေလားဘယ်နေရာဘယ်ကောင်းဘယ်လိုလုပ်မလဲဘယ်နေရာဘယ်လိုလုပ်မလဲသူ့နေရာသူအဝင်ကွင်ကြထည့်ပေးနိုင်တဲ့အတွေးခေါ်အုံတောင်စဉ်းစားနိုင်ဉာဏ်ရှိနေအဲ့ဒါအဆင်ပြေတယ်အလောကလက်ပတ်နိုင်တယ်နိုင်ငံတကာကပါတယ်ကိုယ်နိုင်ငံနဲ့စီးပွားရေးလုပ်လို့မရအောင်နိုင်ငံရေးကောင်းပါစီးပွားရေးလူမှုရေးကျက်မိုက်ကောင်းပါနိုင်ငံရေးမကောင်းသေးရတော့စီးပွားရေးလူမှုရေးကောင်းမှာမဟုတ်အဲ့တော့ကျွန်တော်နိုင်ငံကောင်းဖို့အတွက်ကျွန်တော်ကစနစ်ကောင်းဖို့လုပ်တယ်အေးစနစ်ကပါတယ်နော်လူမှန်နေရာမှာနေဖို့ကိုယ့်နေရာကိုသိဖို့အဓိကပဲအေးကိုဆရာဝင်ဖို့ပဲနဲ့တော်ပါတယ်တက်တော့ခိုင်လို့မရဘူးတက်သမားတဲ့ဒီနိုင်ငံရေးမှာလာလို့မရအောင်အဲ့လိုပဲ
ကိုယ်နေရကိုတိသွားတဲ့နိုင်ငံစနစ်မှုသွားမှလာအဆင်ပြေမယ်တိုင်းပြည်ကိုစင်တာရှိတာမှန်မှန်တကယ်တိုင်းပြည်နဲ့လူမျိုးတကယ်ရှစ်မဲ့ဆိုရင်ကျွန်တော်တို့ကစနစ်တစ်ခုတည်ထောင်မယ်ကျွန်တော်အပြစ်ပြောလို့မရဘူးကိုယ်တိုင်ကောင်းအောင်နေပြပြီးမှသူများကိုအပြစ်ထောင်မှာမိုးနေပူတယ်မိုးရွာတယ်အေးတယ်ဆိုတော့လာမပြောနဲ့ခဏပြင်းတာပဲအလုံးမလုံးချင်လို့ဘာနေပူတယ်ပူတယ်ပြင်းတယ်ရောက်သူသုံးပါလို့လာလို့မရဘူးဗျနော်ရေပူပါမလို့ရေပါတော့လို့ရှင်တယ်စစ်တပ်ကစကားလို့ရေပါတော့လို့ရှင်တယ်ကျွန်တော်ရေပူပါတော့မလို့ရှင်ဘူးနိုင်ငံကိုအုပ်ချုပ်နေနိုင်ငံကိုဘာတိုးတောင်လုံနိုင်မဲ့သူ့မှာစွမ်းဆောင်ရင်ရှိရမယ်အေးစွမ်းဆောင်မရှိစင်းဗျာတမန်နိုင်ငံလို့ကိုယ့်ကိုအလိုက်တိစင်းသွားလိုက်နော်မစင်းမဲ့ပေတင်နေတာတော့မကြိုက်ဘူးအစင်းကြီးကလုံးဝအခုတက်မတော်သားတွေရဲ့အခွင့်အရေးတော့မရှိတဲ့နိုင်ငံကြီးတိုင်းသားတွေအခွင့်မပြောနဲ့ဗျာကျွန်တော်တက်မတော်သားတွေရဲ့အခွင့်အရေးတော့မရှိတာ9နှစ်မကောစစ်မှုထမ်းဟို10နှစ်တည်းဖြစ်တက်လုံးဖြစ်မယ်သူသားသမီးတွေအစအတီတန်ခန့်ဘွားတွေဘလို့ထားတာဆိုတာဒါသိပါတယ်အဲ့ဒါယူတက်မတော်ချစ်ပါတယ်နိုင်ငံချစ်ပါတယ်သူပြောတဲ့လူတွေကျွန်တော်တကယ်လေးစားတယ်ဗျာဘလို့စိတ်နဲ့ပြောတယ်တော့မသိဘူးဒါကြီးကကျွန်တော်တို့အာဏာရှင်ဦးမြောက်လိုက်တဲ့အတွက်မဟုတ်တော့ဘူးတက်တော်သွားမဟုတ်နိုင်ငံတော်အတွက်နိုင်ငံတော်ဆိုတာနိုင်ငံမှာနေထိုင်သူအားလုံးအတွက်ကောင်းအောင်ကောင်းကြောင်းစဉ်းစားမဲ့အတွေးခေါ်မှုခေါင်းဆောင်မှုလိုချင်ပါတယ်နော်ကျေးဇူးပါနော်နော်စနေမမောင်လက်ပြကိုစနေပြောပါနော်ပြီးရင်တော့ refresh ပြသူတို့နှစ်ယောက်တော့တယ်ကဲဟုတ်ပါပြီသူတို့နှစ်ယောက်နည်းနည်းလေးအကြောင်းတော်ရရန်ကျိုးတွေရှိတယ်ကိုစနေမပြောပါဘူးမင်္ဂလာပါဟယ်လိုကြားပါလားဗျာအတန်ကြားပါလားဟုတ်ပါကြားကိုမမောင်ရဲ့ဂျန်နာရီဆွေးနွေးမဲ့ဆိုတော့ကျွန်တော်တို့ကြံပြူကျင်တာတော့ဒီနေ့ဒီချေတိုင်းပြည်ရဲ့အခြေအနေပေါ့နော်ဖြစ်နေတဲ့ကာလတွေရဲ့တိုင်းတာတွေမှာအခြေအနေကိုသုံးသပ်ပြီးတော့မှဘာလုပ်တဲ့လဲတိုင်းပြည်မှာဘယ်အဖြေကိုထုတ်တဲ့လဲဆိုတဲ့အရာတွေကိုကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ဘယ်လောက်ထိဝိုင်းဝန်းပြီးတော့မှအကြံပေးနိုင်မလဲပေါ့နော်ကျွန်တော်တို့ state holder တွေကိုပြည်သူတွေကဘယ်လောက်အော်ပေးနိုင်လဲဆိုတဲ့အတိုင်းတာမျိုးလိုအပ်လာပြီလို့ကျွန်တော်တို့တော့ထင်နေဗျကျွန်တော်တို့ချင်းများနေမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကပြီးဆုံးကြမှာလည်းမဟုတ်ဘူးဘာတစ်ခုမှလည်းအကျိုးဖြစ်သွားကြမှာမဟုတ်ဘူးအဲ့တော့လက်ရှိတိုင်းပြည်ရဲ့ချင်းတွေကိုကျွန်တော်တို့ပြည်သူတွေချင်းချင်းကအမြင်လေးတွေဆွေးနွေးပြီးတော့မှဘယ်လိုဖြစ်တဲ့လဲတိုင်းပြည်ကိုညင်ညင်အောင်ဘယ်လိုသွားတဲ့လဲဆိုတာလေးတွေအကြံပြုရင်ပိုကောင်းမယ်တင်ပါတယ်အဲ့တော့ကျွန်တော်တို့တော့ဒီနေ့ဒီချင်းဖြစ်နေတဲ့အတိုင်းတာတွေမှာတပ်မတော်ခေါင်းဆောင်တွေရဲ့လုပ်ရတဲ့အတိုင်းတာကအာဏာသိမ်းပြီးရနေပြီးတော့မှဒီနေ့အထိတိုင်းပြည်အတွက်ကိုကောင်းကောင်းထိမ့်ချောင်းနိုင်တဲ့အနေအထားမျိုးလည်းမတွေ့ရဘူးဗျာနော်သူကိုယ်တိုင်အာဏာလာယူနေတာဒါပေမဲ့တိုင်းပြည်ကိုထိမ့်ချောင်းနိုင်တဲ့အနေအထားလည်းမရှိဘူးပြည်သူတော်လှန်ရေးကိုလည်းသူကိုယ်တိုင်ကနေပြီးတော့မှကတ်တက်နိုင်တဲ့ဒေတာလည်းမရှိဘူးအဲ့တော့စစ်ကိုပြတ်သားအောင်လုပ်မလားပြက်တခုခုရွေးပြသူစစ်ကိုပြတ်သားအောင်လုပ်မလားစစ်ကိုပြတ်သားအောင်မလုပ်ဘူးဆိုလို့ရှိရင်လည်းအများပြည်သူလူချင်းတဲ့နိုင်ငံရေးဥဆောင်မှုကိုသူကိုယ်တိုင်နောက်ကလိုက်ပါသူကိုယ်တိုင်ဥဆောင်မှုနဲ့လုပ်ချင်တဲ့ဆိုစစ်ကိုပြတ်သားအောင်တိုက်ပါကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့ပြည်သူအလုံးကလက်နက်ကန်တော်လှန်ရေးကိုလုတ်ကင်နေတာဖြစ်တယ်လက်နက်ကန်တော်လှန်ရေးကိုလုပ်နေတာဖြစ်တဲ့အတွက်ဒီလက်နက်ကန်တော်လှန်ရေးကကျွန်တော်တို့ပြစ်ဆက်ခဲ့ရတာတွေကအများကြီးပဲပြည်သူတွေရဲ့အသေးအိုးအိမ်တွေအများကြီးပဲဗျာနော်အားလုံးဒါတွေကရှင်းပြစရာမလိုတဲ့အတိုင်းတာအဲ့တော့ကျွန်တော်တို့ကဒီလက်နက်ကန်တော်လှန်ရေးကိုပြတ်သားအောင်လုပ်မယ်ဆိုရင်သူကိုယ်တိုင်ပဲရွေးချယ်ရမယ်အရာဒါကမှမလုပ်နိုင်ဘူးနိုင်ငံရေးလမ်းစဉ်သွားမယ်ဆိုလို့ရှိရင်လည်းသူကိုယ်တိုင်အများပြည်သူလူချင်းတဲ့နိုင်ငံရေးလမ်းစဉ်တော့ကိုသူကိုယ်တိုင်လိုက်ဆောင်မှုလုပ်ပါတယ်ဒီတိုင်းတာတွေကနေပြီးတော့မှကိုယ်တိုင်ရဲ့ PR ရဲ့နိုင်ငံတကာအာဆီယံညီနေတွေ့နေရတဲ့တိုင်းတာကဘာမသိတဲ့နိုင်ငံရေးပြည်သူတွေတော့မှသိတဲ့နိုင်ငံရေးခင်းချင်းဖြစ်နေတယ်ဒီတိုင်းတာတွေကနေရွေးကောက်ပွဲပုံစံမျိုးကျင်းပတဲ့အရာတွေကလည်းအပြည့်မှန်လည်းမဟုတ်ဘူးဒါပြည်သူတယောက်အနေနဲ့အားပေးရမယ့်အရာလည်းမဟုတ်ဘူးဒါလည်းမှန်ကန်တဲ့အရာလည်းမဟုတ်ဘူးကျွန်တော်တို့ဘက်ကနေပြီးတော့မှလည်းကြွေးမှဆွဆွနေစရာမရှိဘူးဆိုပြီးတော့မှဒါကြီးကိုလက်စောလက်ကန်သွားလို့လည်းမရဘူးစစ်ဆိုတဲ့အရာတခုကတော့ပြည်တွင်းစစ်ကတော့အားလုံးကသဘောဝိုင်းမှာပဲအဖြစ်ရှာရတာပဲအဲ့တော့ဒီသဘောဝိုင်းကိုအမြင်ရအောင်ကျွန်တော်တို့ပြည်သူတွေကလည်းဘယ်လောက်ထိဘာတွေပံ့ပိုးပေးပြီးတော့တင်ပြကြမလဲဟုတ်လက်ရှိတိုင်းတာတွေမှာလည်းနိုင်ငံတိုင်းမှာဖြစ်ခဲ့တဲ့တိုင်းတာကတိုင်းရင်းသားတွေအားလုံးကဖက်ဒရယ်များလို့အဓိကဖက်ဒရယ်ပဲဖက်ဒရယ်ကိုပေးလိုက်မယ်ဆိုလို့ရှိရင်တိုင်းပြည်မှာလက်နက်ကန်တော်လှန်ရေးဆိုတဲ့ပြည်တွင်းစစ်ဆိုတဲ့အရာဖြစ်လာစရာအကြောင်းမရှိဘူးအဲ့တော့ဖက်ဒရယ်တစ်ခုကိုရေးဆွဲဖို့ဆိုတဲ့အတိုင်းတာလည်းကျွန်တော်တို့ကတိုင်းသားရလည်းများတယ်ဗျာကိုမောင်ရနော်အဲ့တော့ကျွန်တော်တို့ကအချိန်တစ်ခုကိုတော်တော်ပေးရမှာဖြစ်တဲ့အတွက်လက်ရှိနိုင်ငံရေးခင်းချင်းတွေကနေပြီးတော့ဇပွဲဝိုင်းပေါ်ရောက်အောင်အမြန်ဆုံးဆွမ်းဆောင်မှုကြိုးစားပါပြီးတော့ဂျာကာလာဖွဲ့စည်းအုပ်ချုပ်ပုံရဲ့ဂျာကာလာအုပ်ချုပ်ရေးကိုတိစောက်ပါကျွန်တော်တို့အကြံပေးချင်တာကတော့ဒီတန်တာတွေကနေပြီးတော့မှဇပွဲဝိုင်းမှာဖြစ်ရှာပြီးတော့မှတိုင်းပြည်ရဲ့တန်တာမှာအရင်ပုံစံမျိုးတွေပဲဦးသိန်းစိန်9နှစ်ဒေါအောင်ဆန်းစုကြည်9နှစ်လို့ယူနီယံပုံစံမျိုးတွေပဲတိုင်းပြည်ကိုစစ်သွားပါအဲ့ဒီတည်းကနေပြီးတော့မှလွတ်တော်မှာဖက်ဒရယ်ရေးကိုဆွေးနွေးပါတိုင်းသားလေးနဲ့ကနေလည်းအပြင်မှာရှိနေတဲ့အရာတခုကလည်းဒါလွတ်တော်တွေကိုခေါ်သွင်းလာခဲ့ပါလွတ်တော်တွေကနေပြီးတော့ကျွန်တော်တို့ယူနီယံကိုသွားရင်းနဲ့ဖက်ဒရယ်အကြောင်းကိုကျွန်တော်တို့ဆွေးနွေးကြမယ်ရအောင်အဖြစ်ထုတ်မယ်ကောင်းပါလေဒီကိစ္စကိုဒီလိုသွားမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်မတိုးတက်စရာဘာမှမရှိဘူးဘာမှအတက်စရာအကြောင်းတော့မရှိဘူးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ reflection ဟုတ်ကဲ့ပါကျေးဇူးပါနော်ဟိုကျွန်တော်အမျိုးသမီးပုံပြင်ထားပါနော်ဟုတ်တယ်နည်းဟိုအမျိုးသမီးထင်တယ်မှာဆိုကျမအဲ့ဒါကြော်သွားတာလားမကြော်နော်ပြီးလို့ရှိရင်လာဒါပြီးလို့ရှိရင်လာမယ်နော်
ကိုဖုက ဟုတ်ပြီ သူတို့ကိစ္စ ဟို ရှိ ဟာခုနကဒီအခွင့်အရေးတွေရောဘာတွေရောပေါ့နော်ကျွန်တော်နိုင်ငံကောင်းစားစေချင်တာတွေရောအများကြီးစကားကြားရတယ်ပေါ့နော်ဒီကြားထဲမှာဗျာကျွန်တော်နည်းလေးဖြတ်ပြောချင်တာကနှစ်ဖက်လုံးပေါ့နော်အခုနှစ်ဖက်ဖြစ်နေတာပေါ့နော်ဟိုဘက်လိုလိုဒီဘက်လိုလိုလည်းရှိတာပေါ့အဲ့လိုမျိုးပေါ့ကျွန်တော်နိုင်ငံရေးတစ်ခုကိုစပြောပြီးဆိုလို့ရှိရင်အဲ့ဒန်းလူဆိုတဲ့စကားကိုတော်တော်သုံးတယ်သုံးပြီးမှအဲ့ဒန်းလူအတွက်ကိုဒန်းလူအလောက်ကမလောက်ကြဘူးဒန်းလူလိုချင်တယ်အဲ့လိုမျိုးလေးရှိတယ်တချို့ကဒန်းလူအလောက်လောက်ပြီးမှဒန်းလူအခွင့်အရေးမရဘူးအဲ့လိုလေးရှိပြန်တယ်ဟိုဥပမာတစ်ခုကိုပေးပြောရရင်ဗျာကျွန်တော်တို့ဒီဟိုဟာပေါ့တက်မတော်ကနေမှဒီဟိုဟာကိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီဟိုဟာပေါ့နော်ဘဘကြီးကနေမှလောက်လိုက်တဲ့အရာတစ်ခုရှိတယ်ဘာလဲဆိုတော့ဒီမေးစေဆေးကိုမေးရွေးကောက်ပွဲနဲ့ပတ်သက်မှာပေါ့နော်ဗီဒီယိုတစ်ခုထုတ်ပြန်လိုက်တဲ့နေတိုးလို့စကားကိုကြည့်လိုက်ရင်သိပါတယ်နော်ဟိုအရင်ကနေဗျာအခုလက်သုံးချောင်းထောင်ပြီးပေါ့နော်ဒီဟိုဟာအရင်ဟိုဟာဖြစ်သွားတဲ့ဒီမင်းမုတ်ကောင်းတော့ပါတော့ကိုယ်တိုင်စစ်ကားတွေရိုက်ပြီးမှပြည်သူတွေကိုဟလာယုံကြည်မှုရှိအောင်ဟလာယုံကြည်မှုဆိုတာဒီလိုဗျာတိုင်းရင်းသားတွေကဒီဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ပေါ့နော်ကရင်တက်မတော်ကဒီလိုတပုံပါဘာဖြစ်နေညာဖြစ်တယ်တပုံဘာညာဖြစ်လာအောင်လို့သူတို့ကိုယ်တိုင်ရိုက်ခဲ့တာဗျာအခုကျတော့သူတို့ကိုယ်တိုင်ခံစားရမှကိုထီမှကိုနာတဲ့စိတ်တဲ့ရှိနေတယ်ကျွန်တော်နိုင်ငံတိုးတက်ဖို့မတွေ့ဘူးသိရမလားအခုနပြောသလိုဘာကိစ္စပြောလဲဆိုတော့ကျွန်တော်ဘာစကားပြောလဲဆိုတော့ကိုချင်းစာစိတ်ကအဓိကအရင်အမြင့်ဖြစ်တယ်ကိုချင်းစာစိတ်မရှိကြဘူးကိုထီမှကိုလာထီမှဘယ်လိုပြောမလဲဟိုငါနာတယ်ကွာဆိုပြီးထအော်ပြီးမှမကောင်းမြင်တယ်အဲ့လိုမျိုးပေါ့ဟိုဆက်သားချင်းပြောရရင်ဗျာဟိုကိုချင်းစာစိတ်ကအဓိကကြတယ်ပြီးလို့ရှိရင်နောက်တစ်ခုကနိုင်ငံကောင်းစားဖို့အတွက်ဒန်းလူအလုပ်လုပ်ရမယ်ကျွန်တော်ကပြည်သူတယောက်ဟလာဥပမာပြောရင်တမတာတာဝန်နဲ့ကျွန်တော်တာဝန်နဲ့တော့မတူဘူးပေါ့ကျွန်တော်တာဝန်ကျွန်တော်ခုနတယောက်တော့ပြောသွားတယ်ဘယ်သူလည်းမသိတော့ဘူးเนาะကျွန်တော်နားထောင်ရင်ဆင်းသွားလိုက်ပြန်တက်လာလိုက်မရတော့ဘာပြောလဲဆိုတော့ဆိုင်ကယ်စီးနေဝက်တော့ကားစီးနေဝက်တော့အဲ့လိုမျိုးပေါ့ဒန်းလူအခွင့်အရေးဆိုတာအလုပ်လုပ်တယ်ဆိုတာအဲ့ဒါလည်းပါတယ်ကျွန်တော်နိုင်ငံတနိုင်ငံမှာနေတယ်ဗျာဒီနိုင်ငံရဲ့စီကံဥပဒေအများကြီးချမှတ်ထားတယ်ဒါတွေကိုတိတိကျကိုယ်တိုင်လိုက်နာခြင်းမရှိဘူးဥပမာရက်ကွက်ရုံးကိုသွားတယ်ထောက်ခံစာယူဖို့အရေးကိုသူ့ထက်ငါအရင်ရဖို့ဘာလုပ်လဲလက်ထိုးတာတွေရှိတယ်ကိုယ်တိုင်ကနောက်ကြတော့ကိုထက်ချမ်းသာတဲ့သူပေါ်လာရင်မှသူများလက်ထိုးတော့ကိုကနောက်ကျကြံခဲ့ပြန်ပြီကိုထက်ပေးနိုင်တဲ့လူပေါ်လာတယ်အဲ့ဒီတော့သူ့ကိုကြတော့ဘယ်လိုမြင်လဲဆိုတော့ဒီလူကြီးကတော်တော်လက်စားတဲ့လူကြီးကိုပေးပြီးမှကိုပထမရခဲ့တာကိုကြတော့မေ့သွားတယ်သူများကိုထက်ပေးနိုင်လို့ပထမဆုရသွားတာကိုသူကြတော့မမြင်တော့ဘူးအဲ့လိုစိတ်တက်တယ်ပေါ့အဲ့လိုစိတ်တက်တယ်အများများတယ်ဗျမြန်မာနိုင်ငံသားတွေတော်တော်များပါဗမာပဲဖြစ်တိုင်းရင်းသားပဲဖြစ်ကျွန်တော်လည်းတိုင်းရင်းသားတယောက်ပဲဒါပေမဲ့ဗမာကိုကြီးပဲမကောင်းပြောတဲ့တိုင်းရင်းသားတွေလည်းအများကြီးရှိတယ်အခုရေးနေတဲ့ comment တွေထဲမှာကြည့်လိုက်အများကြီးမပြောနဲ့နော်ဗမာကိုအပြုတ်တိုက်စစ်တပ်ကိုအပြုတ်တိုက်စစ်တပ်ကိုအပြုတ်တိုက်ဖို့မလွယ်ဘူးလို့ကိုမမောင်ပြောတယ်နော်လက်နက်ကန်တိုက်ဖွဲ့တစ်ခုကိုလည်းအပြုတ်တိုက်ဖို့ကမလွယ်တော့ဘူးအဲ့ဒီကြားထဲမှာဆွေးနွေးမှုတစ်ခုလောက်ရမယ်ဆိုတာကိုဘယ်သူမှမပြောဘူးသိရမလားအဲ့လိုမျိုးစိတ်ဓာတ်တွေများတယ်ဗျဘယ်သူကိုအားပေးလို့အားပေးမှမသိဟိုဘောချုပ်ထမင်းနိုင်လာလို့ရှိရင်ဘောချုပ်ထမင်းနိုင်ကိုအားပေးလိုက်ဥမာဟိုကျွန်တော်ဦးမင်းအောင်လိုင်းနိုင်သွားလို့ရှိရင်ဦးမင်းအောင်ကိုသွားပြီးဘောချုပ်မကြီးမင်းအောင်လိုင်းကိုသွားပြီးထောက်ခံလိုက်ဘာလို့ဆိုတော့တာယာနောက်ကိုလိုက်တဲ့ပြည်သူတွေကတော်တော်များတယ်ငါဒီအရာဆိုဒီအရာပဲ तू ကလူကောင်းဆိုတဲ့တတ်မှတ်ထားရင် तू အနောက်ကိုမလွဲမသွေလိုက်ရမယ်အဲ့လိုစိတ်ဓာတ်မရှိဘူးသိရမလားဟိုကောင်းဒီလူကောင်းတယ်လို့ထင်ရင်ဒီလူနောက်လိုက်ပါဒီလူတာတယ်လို့ထင်ဒီလူနောက်လိုက်ပါအဲ့လိုမျိုးတွေမလုပ်ရဘူးเนาะကျွန်တော်တို့အခုနပြောသလိုပေါ့ကိုဘယ်အဖွဲ့အစည်းကိုထောက်ခံနေလဲဒီအဖွဲ့အစည်းကိုကြမထောက်ခံပြီးတော့မှဘယ်အဖွဲ့အစည်းကကောင်းအောင်လုပ်နိုင်မလဲဒီကောင်းဆောင်ကိုရွေးချယ်မှအဲ့အဖွဲ့အစည်းနောက်ကိုတမလိုက်ကြပါเนาะကောင်းဆောင်ကောင်းပေါ်လာလို့ရှိရင်နောက်လိုက်ကောင်းလဲလိုတယ်ကောင်းဆောင်ကောင်းနေုံနဲ့မရဘူးနိုင်ငံတစ်ခုတည်ဆောက်ဖို့ကเนาะတိုင်းရင်းသားတွေဖြစ်ဗမာပဲဖြစ်အားလုံးကိုချင်းစာစိတ်ထားကြပါလို့ကျွန်တော်ဒါပဲပြောချင်တာကိုချင်းစာစိတ်ထားရင်တဖြည်းဖြည်းနဲ့ဟိုနိုင်ငံကပြန်ကောင်းလာလိမ့်မယ်เนาะကိုချင်းစာစိတ်မရှိဘဲနဲ့ဒီတိုင်းရင်းသားလို့ဆဲလိုက်ဗမာလို့ဆဲလိုက်အဲ့လိုဆဲနေအဆင်မပြေဘူးเนาะဆဲတာနဲ့မကောင်းမြင်နေဆိုဟုတ်ကဲ့ပါချုပ်ပြောနော်မနှမ်းမြက်ကေဒီနဲ့ကိုဖုကနဲ့ဘယ်သူအရင်လှည့်ပေးရအောင် ရတယ်နောက်တစ်ယောက်ကိုအရင်လှည့်ပေးလိုက်ပါသူ ကို ပြော ဖု မှ က ကျွန်တော် ကိုဖုကပြောပါနော်ကိုဖုကပြောပါ ဟုတ်ကဲ့ကျေးဇူးပါပဲကိုမောင်ကြီးကိုမောင် live လေးကအဆဲအဆူမပါအတိညာနေတယောက်နဲ့ play နေကြတာကျွန်တော်တို့သဘောကျတယ်ဗျာကျွန်တော်တို့ကကိုမောင်ကအခုလူတွေကဒေါအောင်ဆန်းစုကြည်လက်ထက်မှာဒီမိုကရေစီ နိုင်ကြလားသူဘက်ကနော် ဒီမိုကရေစီဂျင်းကအင်မတန်မှလူတွေစားခဲ့ကြရတာဒီမိုကရေစီဂျင်းလို့ကျွန်တော်ခေါ်တယ်အဲ့တော့ democracy fry လို့ကျွန်တော်ခေါ်တယ်အင်္ဂလိပ်လိုတော့အဲ့တော့အခုကျွန်တော်တို့ဒီဘက်ခေတ်မှာဘာထပ်ပြန်လာလဲဆိုတော့ federal gene ရောက်လာတယ်ဗျ federalism ပေါ့နော် federalism အဲ့တော့ federal ခုနကပြောသွားကြတယ် federal ဆိုပြီးတော့ခုနအပေါ်ဆုံးထိတ်ဆုံးကလူတယောက်လည်း federal ကြောင်းပြောသွားတယ်အဲ့တော့ federal ဆိုတဲ့ဟာကိုလေးလာထားကြသလားမသိဘူး
ဖက်ဒ ကဲ့ ရ ဒီ ယ် ကိလို့ရှင်နေဗျာနော်မ ဖက် င်း ဒ က ရယ် ဟို မှာကဖြတ်မပြောပါနဲ့ဖြတ်မပြောပါနဲ့ဖြတ်မပြောပါနဲ့ဖြတ်မပြောပါ အား နဲ့ ရတယ်ပါ ရင်ကြီးကြီးစကားပြောပါကိုယ့်အလှည့်ကိုနောက်ထောင်မှာအဲ့ဒီ antic လေးတော့နည်းနည်းလေးနားလေးပါဗျာနော်အဲ့တော့ federal လို့ပြောလိုက်တဲ့အခါမှာ race based federalism ဆိုတာမရှိပါဘူးခုနဘယ်လိုလဲမသိဘူးပြောရတယ်လူမျိုးအခြေခံ race based federalism လို့ခေါ်တယ် race based federalism ကဘာမှမရှိပါဘူးလုံးလို့လည်းမရပါဘူး federalism ဆိုတာကကျွန်တော်တို့ရွေးကောက်ပွဲနဲ့သွားရပါတယ်ဒေသကိုပဲအခြေခံရပါတယ်နော်ဒေသကိုပဲအခြေခံရပါတယ်အဲ့တော့ race ကိုသွားပြီးတော့ base လုပ်မယ်ဆိုရင်အဲ့ဒီပြည်နယ်ထဲမှာရှိနေတဲ့ဟုတ်လားလူမျိုးတွေကအကုန်ရောနေတာကချင်ပြည်နယ်မှာလည်းကချင်ရှိတယ်ဗမာတွေလည်းတဝက်လောက်ရှိတယ်ရှမ်းပြည်တွေလည်းရှိတယ်ဘလို့များအဲ့ဒီ race based federalism ကိုရှင်းမဆောက်ကြမှာလဲမရှိပါဘူးကမ္ဘာမှာဘယ်မှာမှမရှိတာ race based federalism ဆိုတဲ့ဟာမျိုးပါအဲ့ဒါကိုပြောမယ်ဆိုရင်တော့ရည်စရာကြီးပေါ့နော်ခုနတယောက်ပြောသွားတယ်နောက်တစ်ခုက federalism လို့ဒီအခုတိုင်းသားလို့ပြောနေတဲ့ခေါင်းဆောင်လို့ပြောတဲ့ရွေးချယ်မှုမရှိတဲ့တိုင်းသားခေါင်းဆောင်ပေါ့ဗျာကျွန်တော်အနေနဲ့ကတော့သဘုံပါတိုင်းသားသဘုံလို့ခေါ်ပါမယ်ဒီလူတွေကကော federalism ကိုတကယ်လိုချင်တာလားဒေသပဲအခြေခံလို့ရမှာနော်လူမျိုးပေါ်အခြေခံလို့မရဘူးကျွန်တော်ပြန်ပြီးတော့ပြောမယ်ကျွန်တော်ပြောပြီးရင်ဆင်းပါမယ်ကျွန်တော်2မိနစ်လောက်ပဲပြောမယ်သူတို့ကဥပမာ KIA KNU က ရှင်းနေပြီးတော့မလုပ်ပါနဲ့ဗျာ KIA နဲ့ KNU ကအခုက ပြောပြီးနားထောင်ပြီးတော့မှ ဖြတ်မပြောပါနဲ့ဖြတ်မပြောနဲ့ဖြတ်မပြောနဲ့ ပြောပြီး